ရှင်မပလဲကိုသူတို့ကလက်ကောက်ကြီးလေအားရပါရကြိုးဆိုကြရဟာလေလုယာဟာလေလုယာစက္ကန့်တိုင်းမိနစ်တိုင်းချိန်တိုင်းမှာကောင်းမြတ်ဆုံးလင်သောဖခင်ကိုဒီနေရာမှာချီးမွမ်းကိုးကွယ်ခွင့်ရခြင်းကအခွင့်ထူးဖြစ်တယ်။ထိုအခွင့်ထူးကိုလူတိုင်းမရပါဘူး။သင်ရွေးချယ်ရပါတယ်။ချင်းမိုင်မှာလူပေါင်းမြောက်များစွာရှိပါတယ်။ဒါပေမဲ့သင်တို့ကိုဒီနေရာအရက်ပို့ဆောင်ခြင်းဟာတည်တဲ့ရွေးချယ်ခြင်းခံရတဲ့သားတွေသမီးတွေဖြစ်ပါတယ်လို့ထိုအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။နော်ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်သည်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလောတဲ့ယနေ့အသက်ရှင်သောသူကပဲထာဝရဘုရားကိုချီးမွမ်းခွင့်ရပါတယ်လို့ယနေ့အသက်ရှူခွင့်ရတဲ့လူကပဲထာဝရဘုရားကိုချီးမွမ်းကိုးကွယ်ခွင့်ရပါတယ်လို့အသက်ရှင်နေလျက်နဲ့အသက်ရှူလို့မရတဲ့လူတွေဆေးရုံမှာမြောက်များစွာရှိနေပါတယ်အိမ်ထဲမှာမြောက်များစွာရှိနေပါတယ်ယနေ့သင်တို့ရွေးချယ်ရမှာကဘလို့အခြေအနေမှာရှိဘလို့အသက်တာမှာရှိကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားကိုငါချီးမွမ်းကိုးကွယ်ခွင့်ရတာအခွင့်ထူးဖြစ်တယ်ဆိုတာကိုယနေ့ထိုဘုရားကိုလက်ခုပ်တီးပြီးတော့အာရပါရချီးမွမ်းကြပါဦးလို့ကျေးဇူးတော်ချီးမွမ်းတယ်ကျေးဇူးတော်ချီးမွမ်းတယ်နော်ဒီမှာဘုရားသခင်ကိုချစ်တဲ့သားတွေသမီးတွေဆရာတွေဆရာမတွေအသက်တာအရှိမဖျားရှင်ကအသက်ရှင်တယ်ဆိုတဲ့အကြောင်းကိုယနေ့မတ်တရပြီးတော့ပြောရတဲ့သမီးတယောက်ရဲ့အသက်တာကသိတတိရှိလို့မဟုတ်ပါဘူးเนาะသိပြီးတော့သူများရဲ့ခွန်အားပေးလို့မဆားလို့မတ်တရရဲတာမဟုတ်ပါဘူးဒါပေမဲ့ထိုယေရှုကြောင့်ယနေ့မတ်တရရဲခြင်းဖြစ်ပါတယ်လို့ဒါကြောင့်မလို့ယနေ့ဒီမှာရှိတဲ့လာတဲ့သားတွေသမီးတွေကိုလည်းပဲဖျားသခင်ကဟူနိုနိုင်ငံအသီးသီးအတွက်လူမျိုးအသီးသီးအတွက်ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းကကြွလာတယ်ဆိုတဲ့ဖျားအကြောင်းကိုတီးတန့်ပြောဆိုခွင့်ရဖို့ရန်အတွက်ရွေးထွေချခြင်းခံရပြီးသားသားတွေသမီးတွေဖြစ်တယ်ဆိုတာကိုပြောပြချင်ပါတယ်လို့เนาะထိုအခွင့်ထူးအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ယနေ့နှုတ်ကပတ်တော်လူတိုင်းသိတဲ့နှုတ်ကပတ်တော်အမြဲတမ်းကြားနေတဲ့နှုတ်ကပတ်တော်ကိုအတူတကွဖျားရှင်အသက်ရှင်ခြင်းကိုအတူတကရွတ်ဖတ်ကြရအောင်လို့အဲ့ဒီနှုတ်ကပတ်တော်ကတော့ဖိလိပ္ပိအခန်းကြီး၄မဟုတ်ဖိလိပ္ပိဟုတ်တယ်ဖိလိပ္ပိအခန်းကြီး၄အငယ်6ဖြစ်ပါတယ်လို့ဖိလိပ္ပိအခန်းကြီး၄အငယ်6အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတနာပြုသောအားဖြင့်သင်တို့တောင်းမဲ့လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလောထို့သောနော်ရပြီအဲ့ဒီဘက်တော်ပြီထိုအရာကအမြဲတမ်းကြားတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်လို့နော်โอเคနှုတ်ကပတ်တော်ကိုဖျားလက်ထက်အချင်ပါတယ်လို့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောဖျားဒီချိန်၌အတွက်ယေရှုတင်တယ်အတူတကွဝတ်ပြုခွင့်ရလို့ယေရှုတင်တယ်ချီးမွမ်းခွင့်ရလို့ယေရှုတင်တယ်အဖအခွင့်ထူးအနေနဲ့ဒီနေရာမှာဒီနေ့ရက်မှာဒီအချိန်ဒီကာလမှာဒီမိနစ်စက္ကန့်မှာကိုတော့ကြောင့်မဟုတ်ရင်တယောက်မှမတည့်ရပိုင်ခွင့်မရှိပါဘူးအဖထိုအတွက်ယေရှုတော်ကိုချီးမွမ်းပါတယ်နှုတ်ကပတ်တော်အတွက်ကိုတော့ဖျားလက်တော်တဲ့အနန္တလွတ်လပ်စွာကိုတော့ပဲဟောပြောဝင်ကတသက်ခံပေးပါမိကြောင်းလက်တော်တဲ့အနန္တကိုရောနဲ့တူသောဖျားမရှိကြောင်းကိုဝန်ခံတယ်။သမီးရဲ့အသက်တာကို၎င်းနှုတ်ကပတ်တော်ကို၎င်းယနေ့လာရောက်ကြသောအသက်တာအသီးသီးကို၎င်းအွန်လိုင်းမှာကြည့်နေကြတဲ့အသက်တာအသီးသီးကို၎င်းကိုရောထာဝရဘုရားလက်တော်တဲ့အနန္တအခါမှာအသက်သခင်ကတည်းပိုင်ရှင်ယေရှုခရစ်နာမကိုမျိုးဆုတောင်းစက္ကပ်အနံပါတယ်အသက်ရှင်သောထာဝရမြတ်စွာသောဘုရားသခင်အာမင်ထိုင်လို့ရပါပြီလို့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာဒီဘက်ကလေတော်ယုံတန်ယုံဒီလိုအချိန်မှာတရားဟောဖို့အချိန်မပေးတတ်ဘူးဒီနေ့ကလည်းပဲဘယ်လိုပြောမလဲအဲ့ဒီအတွက်လည်းပဲဖခင်သခင်ကိုကျေးဇူးတင်လို့အခွင့်ပေးတဲ့ဆရာကြီးဒေးဗစ်လာကိုလည်းကျေးဇူးတင်တယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဖခင်သခင်ရဲ့ကျေးဇူးတော်မှာတပါအခြားသောမင်္ဂလာမရှိပါလို့အားပေးချင်တယ်ဘာဖြစ်ဆိုတော့ဒီမှာရောက်လာတဲ့သားတွေသမီးတွေတယောက်နဲ့တယောက်လိုအပ်မှုမတူပါဘူးလို့တယောက်နဲ့တယောက်အပူအပင်မတူပါဘူးလို့ဒါပေမဲ့သင်တို့ရွေးချယ်ရမှာကလေ
ငါဖျားရှိတယ်ဘသူဖျားလဲငါဖျားရှိတယ်ဘသူဖျားလဲငါဖျားရှိတယ်ကျမကအဲ့ဒီစကလုံးတစ်လုံးနဲ့အရန်တတိရှိသွားတာနော်ဘသူဖျားလဲပလဲဖျားဘသူဖျားလဲပလဲဖျားသူများတင်တို့ကိုလေအားပေးဖို့အချိန်နာရီကိုမစောက်ပါနဲ့တင်တို့ကိုခွန်အားပေးမဲ့အချိန်နာရီကိုမစောက်ပါနဲ့စက္ကန့်တိုင်းမိနစ်တိုင်းမှာကျမတို့အမြဲတမ်းကြားနေတာကအေမာနွေလာနော်ကျွန်ုပ်တို့နဲ့အတူရှိတော်မူသောဖျားတဲ့ပြီးတော့ဗာပြောလဲကကဘာကုံတိအထိတောင်မှအာမခံချက်ပေးရတဲ့ဖျားကိုဒါပေမဲ့ကျမတို့မပူဘူးလားပူတယ်အပူအမျိုးမျိုးရှိတယ်ဟမ်အပူအမျိုးမျိုးရှိတယ်ဖျားကိုသိတယ်လို့ပြောတဲ့သားသမီးတွေမပူဘူးလားနှုတ်ကမထွက်မိဘူးလားသူများနိုင်ငံမှာဟိုလာနေရတယ်ဟိုဘာလဲအစုံကွာအစုံဟိုတယောက်ကိုတစ်လုံးပဲပြော10ယောက်ဆို10လုံးကထွက်ပြီးငါအဖေရဲ့နိုင်ငံမှာလာရောက်နေထိုင်ခွင့်ရတယ်ဆိုတဲ့နှလုံးသားနဲ့တင်လို့နေပါတင်တို့ထူးခြားပါလိမ့်မယ်လို့နော်တင်တို့ထူးခြားပါလိမ့်မယ်ထိုင်းနိုင်ငံအမေရိကန်နိုင်ငံကနေဒါနိုင်ငံဆိုတဲ့နှလုံးသားနဲ့တင်တို့မနေပါနဲ့နော်ကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့အဖေရဲ့နိုင်ငံမှာနေထိုင်ခွင့်ရတာနော်လူအများကြီးရှိတယ်လူတိုင်းထိုင်းနိုင်ငံကိုမရောက်ဘူးနော်လူတိုင်းထိုင်းနိုင်ငံကိုမရောက်ဘူးနော်တင်တို့ကိုပို့လာပြီးဆိုတာတစုံတစ်ခုကိုလှုပ်စေခြင်းလို့တစုံတစ်ခုကိုတင်ယူစေခြင်းလို့တစုံတစ်ခုကိုမဆလမ်းပြခြင်းလို့ဒါပေမဲ့တင်ရဲ့နှလုံးသားတင်ရဲ့အကြံစီတင်ရဲ့အတွေးခေါ်ကငါဖျားရှိတယ်ဆိုတဲ့နှလုံးသားကိုတော့ထဲ့ပါလို့ဘာဖြစ်လို့လဲသိလားယေရှုနဲ့ဆိုင်တော့ကြောင့်ဝမ်းမြောက်တည်တဲ့နော်ဒီတခြင်းကလူတိုင်းအမြဲတမ်းကြားတဲ့တခြင်းဒါပေမဲ့ဝမ်းမမြောက်ဘူးဒီမှာဖျားเจ้าလာနေတန်လန်းနဲ့တော့ဝမ်းမမြောက်ဘူးဟိုဖျားเจ้าလာနေတန်လန်းနဲ့တော့မှလူကိုအနှုတ်လက္ခဏာနဲ့ကြည်တာအမှန်ကသူ့ကိုယ်သူဘာဖြစ်လို့ဆိုဟိုမှန်ထဲမှာကြည်လာတဲ့ဟိုကသူ့ကိုယ်သူလည်းအနှုတ်လက္ခဏာနဲ့ပဲကြည်လို့အတင်းတော့ရောက်လာတဲ့အခါမှာလည်းအနှုတ်လက္ခဏာနဲ့ပဲကြည်တယ်အပြင်ရောက်လည်းအနှုတ်လက္ခဏာနဲ့ပဲကြည်တယ်သင်ကိုယ်တင်မှန်တဲ့ကိုကြည်တယ်ဟိုကကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့ဖျားရဲ့သားဖြစ်တယ်သမီးဖြစ်တယ်အိုးငါချစ်ဖို့ကောင်းလိုက်တာအိုးငါမျက်လုံးလေးကလှလိုက်တာကြည်ကြည်လေးလေးမြင်ရခြင်းအခွင့်ကဘလောက်လှလဲ I don't know ကြည်ကြည်လေးလေးမြင်ရတဲ့လူတွေပါရလားမသိဘူးဆိုတော့ဒါကြောင့်မလို့ပါတယ်ဆိုတာယုံကြည်တယ်ဒီနေ့ကနှုတ်ကပတ်တော်ဟောမယ်အရာကတစ်မျိုးအခုပြောနေတာကဥစားဘာဖြစ်လို့ဆိုတော့ကိုခွန်အားယူတာကိုခွန်အားယူတာဆရာကဘယ်နှကြိမ်လဲနေယူလာမေးတယ်ဒီနေ့ကအောက်မှာဟောမလားအပေါ်ဟောမလားတဲ့အပေါ်မှာပဲဟောမှာဘာဖြစ်လို့လဲဆိုတော့ဘီရင်ရဲ့သမီးတွေကအဖကအပေါ်မှာပဲနေတယ်လေဟုတ်တယ်ဟုတ်ဖယားသားသမီးတွေအပေါ်မှာပဲနေခွင့်ရတဲ့အချိန်မှာပဲနေရတာဟုတ်တယ်ဟုတ်ဆိုတော့ခါမှာဒါကြောင့်မလို့အခွင့်ထူးဖြစ်တယ်ကိုဥစားလေအခွင့်ထူးတခါကျရင်ကျမတို့ကလေဖယားသခင်ကတန်မာခြေထောက်ပေးတာနေတန်လန်းနဲ့ငါခြေထောက်ကမလှဘူးငါခြေထောက်ကပိန်တယ်ငါခြေထောက်ကဝါတယ်ငါခြေထောက်ကအစီများတယ်ကိုပရောဖက်ပြုနေတာကအနုလက္ခဏာတွေကြီးပဲဟုတ်တယ်ဟုတ်တခါကျရင်ဆရာဒီဘက်ကိုယ်တိုင်ကဟိုမျက်စိကတရုပ်မျက်စိ I'm okay တရုပ်မျက်စိဖြစ်တာကအရေးမကြီးဘူးကြည်ကြည်လင်းလင်းမြင်ရတယ်ဖယားသားသမီးတွေကိုလှလှပပမြင်ရတယ်အဲ့ဒါကကျမအတွက်အခွင့်ထူးဖြစ်တယ်အဲ့ဒီအတွက်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဟုတ်တယ်ဟုတ်မသိဘူးဒီခေတ်ဒီကာလမှာကျမကစဉ်းစားတယ်လွန်ခဲ့တဲ့အနှစ်60 80 80တုန်းကအမေကြီးတွေအထူးသဖြင့်အန်ကယ်ကြီးတွေဦးလေးကြီးတွေအဖိုးကြီးတွေပဲဖြစ်ဖြစ်တယောက်မှဘာဆေးညာဆေးမထိုးပါဘူးတယောက်မှသူတို့လှနေတာပဲရောသူတို့စက်တရရှိနေတာပဲရောသူတို့မင်္ဂလာရှိနေတာပဲရောဆိုတော့မသိဘူးတင်ရွေးချယ်ပါဆိုတော့တခါကျရင်ပတ်စံလဲကုန်တယ်နာလဲနာတယ်လှလဲမလှဘူးစိတ်လဲပြည့်ရတယ်အဲ့ရင်လဲဟိုဘက်မဆောင်ရဲဒီဘက်မဆောင်ရဲဆိုတော့လောကရာမနှဖြစ်ဘာဖြစ်မလဲမသိတဲ့အချိန်မှာစိတ်ကိုလဲလူကိုလဲ squeeze လာလှုပ်ထားတယ်ခန္ဓာကိုယ်လဲ squeeze လှုပ်ထားတယ်သူများနဲ့တွေ့တဲ့အခါမှာလဲပဲဘသူကိုသူများကြိလိုက်တာနဲ့ကိုမလုံမလဲဖြစ်တာသူများဘာမှမဖြစ်ဘူးလေဘာမှမဖြစ်ဘူးကြည့်တဲ့လူကသိတော့မသိဘူးကိုမလုံမလဲဖြစ်တာဒါကြောင့်မလို့ရွေးချယ်မှုဆိုတဲ့နေရာမှာလဲပဲဖယားတာမပါရင်သင်တို့ရဲ့ရွေးချယ်မှုကအားလုံးကမှားနေမှာပဲဖယားတာပါငါအလားဆုံးငါအချောဆုံးငါချစ်စရာကောင်းဆုံးဘယ်သူမှလာအားပေးဖို့မလိုဘူးဘယ်သူမှလာအားပေးဖို့မလိုဘူးသူများလာအားပေးတာက
အိုးဆရာကနေကချောလာတယ်ဝါလာတယ်ဒါပေမဲ့ပြောတဲ့လူကပြောရတာပဲလေသူ့အထဲမှာခရစ်တော်မရှိရင်အထဲထဲမှာဘယ်လိုပြောမလဲလွတ်လပ်လဟာလားဘယ်လိုပြောမလဲဘာမှသူများလာပြောလဲခံစားချက်မဲ့ဖျားမရှိရင်ခံစားချက်အကုန်မဲ့တယ်နော်စားတာလည်းမဲ့တယ်အိတ်တာလည်းမဲ့တယ်တွေးတာလည်းမဲ့တယ်စဉ်းစားတာလည်းအကုန်မဲ့ပြီးဘာလို့မဲ့ပြီးဘာဖြစ်တော့မဲ့ပြီးကြွေပြီးသွားတော့မှာဆိုတော့ဒါကြောင့်မလို့ဒီမှာရှိတဲ့သားတွေသမီးတွေဒီနေ့ကျမသားကိုကျမဝင်ငှကျင်တာကဒီဖိလိပ္ပိအခန်းကြီးလေးအငယ်6ဆိုတာကဒါလူတိုင်းအမြဲတမ်းကြားနေတဲ့နှုတ်ကပတ်တော်ဟုတ်တယ်ဟုတ်ဒါမဲ့ကြားတယ်နားထောင်တာလည်းလွယ်တယ်လှုပ်လားကြားတော့တစ်ချက်တော့တစ်ခါလောက်လှုပ်မယ်လေနေ့ရက်တိုင်းလှုပ်ဖို့ကနေ့ရက်တိုင်းတင်လှုပ်ကြည့်ပါထူးခြားပါလိမ့်မယ်အနုလက္ခဏာအမျိုးမျိုးနဲ့အသက်တာမှာအသက်ရှင်နေတဲ့အချိန်ကာလမှာအမျိုးမျိုးကြားနေတဲ့အချိန်ကာလမှာငါဖျားရှိတယ်ဆိုတဲ့နှလုံးသားနဲ့ယေရှုနဲ့ဆိုင်တော်ကြောင့်ဝမ်းမြောက်တယ်ဆိုတဲ့နှလုံးကိုပဲဒီနေ့သယ်သွားတခြားအရာမပြောသေးဘူးဆိုတော့အဘယ်မှုကိုများစိုးရင်ခြင်းမရှိပဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလောတဲ့ဒီနေ့ကလေအပူနော်ဘာအပူလဲကျမဆရာဒီဘက်ကကျမကိုလေဒီအပတ်တဲ့အရင်ဆုံးသူပြောတယ်နှုတ်ကပတ်တော်ဟောခိုင်းမယ်ဆိုရင်လည်းဘာကိုဟောမလဲတဲ့မသိဘူးလေလို့ပဲပြောလိုက်တယ်မသိဘူးအဲ့ဒါနဲ့ပြီးရောဘလို့ကနေဘလို့တီဆရာအလိရှာဒီအပတ်ချင်းမိုက်မှာဆရာမပလဲနှုတ်ကပတ်တော်ဝင်ငှခိုင်းမယ်တဲ့ပြီးတော့နင်ဘာကိုဝင်ငှမလဲမသိဘူးလို့ဘာဖြစ်လဲသိလား तू ကျမပူတာတဲ့ तू ပိုပူနေလို့အဲ့ဒါဆိုတော့ဖယားရဲ့သားတွေဖယားရဲ့သမီးတွေဒါကြောင့်မို့အပူကတယောက်နဲ့တယောက်မတူပါဘူးလို့ဟာပြီးရောဘာလဲ Sunday မရောက်မချင်းရလေခါတိုင်းဖုန်းမခေါ်အောင်ဖုန်းခေါ်တယ်နေ့တိုင်းဆိုတော့အပတ်တိုင်းတနေရာမဟုတ်တနေရာတရားဟောခွင့်ရမယ်ဆိုရင်နေ့တိုင်းဖုန်းခေါ်လာတော့မှာဟုတ်တယ်ဟုတ်ဒါကြောင့်မလို့ဘုရားရှင်ကောင်းမြတ်တယ်ဘုရားရှင်ကောင်းမြတ်တယ်ဘုရားရှင်ကောင်းမြတ်တယ်ကျမစင်ကြင်မိတဲ့အရာပေါ့နော်ဘာလို့စင်ကြင်မိလဲဆိုတော့ तू ကဘာဟောမှလဲဆိုတော့ကိုဟောမဲ့အရာကိုဘုရားသခင်ပြောမယ်လေတရှင်တော်ဝိညာဉ်တော်ပြောမယ်လေတရှင်တော်ဝိညာဉ်တော်လမ်းပြမယ်လေကျမပြောချင်တာကလေလူကလူချင်းစိတ်မချပြီးတော့စိတ်မချဘူးနောက်တစ်ခုက तू လဲဖျားသားပဲဖျားအသုံးပြုခြင်းခံရတဲ့သားပဲပြီးတော့ကျမထင်တာပေါ့နော်တခြားအမျိုးသမီးဟောမယ်ဆိုရင်တော့ तू တတိပူရှိစိတ်ချလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဇနီးတဲ့ဖြစ်တယ်ဆိုတဲ့နှလုံးသားကအထဲမှာရှိနေတဲ့အတွက်ကြောင့် तू ပူတာဟုတ်တော့ဆိုတော့အဲ့ဒါနဲ့ကျမကဘာမပြီးသေးဘူး तू ကလည်းဟိုတဲ့နေငါတဲ့တရှင်တော်ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းမဆာခြင်းလမ်းပြခြင်းအလုံးလုံးခြင်းလို့တယ်လို့ဟာတရားဟောတာအရှိကြီးပဲဆိုတော့ okay လို့ပဲကိုပြောရတာပေါ့နော်တရှင်တော်ဝိညာဉ်တော်သင်နဲ့ရှိခြင်းမရှိခြင်းကလေဘေးကလူကြည်နေတာထက်သင်ရှိခြင်းမရှိခြင်းကိုသင်ကိုသင်မေးသင်ကိုသင်အတိဆုံးဖြစ်တယ်သင်ကိုသင်အတိဆုံးဖြစ်တယ်နော်ဘေးကလူကလေအားပေးတယ်လို့နဲ့တခါကျရင်ဒူးပါခွေခြင်းလားဆိုတော့ကိုပဲပြင်မတော့အားယူရတာဖယားသခင်ဒါနဲ့ကျမရဲ့နှုတ်ကပတ်တော်ကဒီနေ့လေပူပန်ခြင်းကိုစီးတားပါလို့ကျမအဲ့ဒီနှုတ်ကပတ်တော်နဲ့ခေါင်းစဉ်တက်ထားတယ်။ဘာဖြစ်လို့လဲဆိုတော့အပူကမတူဘူးမပြီးဘူးဒီမနေ့အလားပြင်နေတဲ့အချိန်မှာပဲဖုန်းကတခါထပ်လာပြန်နေပါဟောမှလဲတဲ့။ဟာဖယားသခင်လို့သမီးကပူတာတဲ့သူကပိုပူနေသလားမသိဘူးဆိုတော့အခုကြည့်နေတာဘာဟောမလဲဘာပြောမလဲဆိုတော့လေဖယားသခင်ကိုကြောက်ရတာထက်ဟောပြီးရင်ဆရာထေဖို့ပို့ကြောက်ရတာအဲ့ဒါပြီးရင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘာဖြစ်လို့လဲသိလားလေမိမဟောရတဲ့တကြောင်ချင်းစီတိုင်းကိုသူစိတ်ဝင်စားနဲ့ပြန်ပြောလို့ဆိုတာကမတူဘူးလေဟုတ်တယ်ဟုတ်မဆရာကြီးဆမင်းဟောတဲ့နှုတ်ကပတ်တော်နဲ့ကျမဟောတဲ့အရာနဲ့တူချင်မှတူမှာလေကျမကအဲ့လိုပဲခံယူတာတဲ့ကျမကငကိုတွေကအရန်ဒီမှာဟိုမှာဆီယာမဆူဇဲနာမင်းတို့ဆီယာမဆာရာအေးတို့ဆီယာမကြီးဂျိုင်းမာယာတို့သူတို့တရားဟောတဲ့ခါအရန်ကောင်းတယ်လေကျမဘုရားသခင်သမီးလည်းသူတို့နဲ့ဖြစ်ချင်တယ်သမီးကလေစကားကလည်းမပြောတတ်ဘူးကရင်လိုကလည်းမတတ်ဟိုခနဲ့ဗမာလိုကလည်းသူများလိုချိုတာရင်ကြည်ကြည်ရမဖြစ်
အင်္ဂလိပ်လိုကလည်းခနော်ခနဲ့ဆိုတော့အစင်ကမပြေဘူးလေနော်ပေါ့ကိုပြောပြီးတော့ခရီးမှာကိုွေးသွားတာကိုွေးသွားတော့ဖခင်သခင်ကကျမကိုဘာပြောလဲသိလားငါသမီးဝတ်သားတဒုံနဲ့ကိုပေးမယ်ဆိုရင်ငါလူတိုင်းရောက်တဒုံပေးမယ်ချက်တာကတူမှာမဟုတ်ဘူးလေသူပြောတယ်တယောက်ကအချိုချက်မယ်တယောက်ကအစချက်မယ်တယောက်ကချက်မတော့စားနေစနေနဲ့လုံးတော့ချက်မယ်အရေးကြီးတာကငါသမီးငါအကြောင်းဖြစ်နေဖို့လိုတယ်ငါအကြောင်းဖြစ်နေဖို့လိုတယ်သူများအကြောင်းဖြစ်ဖို့မလိုဘူးသူများဘာဖြစ်တယ်ဆိုတော့နင်စိတ်မဝင်စားနဲ့သူများဘာပြောတယ်ဆိုတာကိုနင်စိတ်မဝင်စားနဲ့အခုတော့မှနင်ချမ်းမာနေတာဆရာဒီဘက်လာလှုပ်ပေးလို့ရလားနင်မကောင်းဖြစ်တဲ့ထောင်းဆရာဒီဘက်လာလှုပ်ပေးလို့ရလားချမ်းမာခြင်းကလည်းငါပဲပေးတာကျမ်းမာခြင်းကလည်းငါပဲနင့်ကိုလှုပ်ပေးနေတာနင်စားလို့ဝင်ဖို့ငါပဲလှုပ်ပေးနေတာအိပ်ပျော်နိုင်အောင်ငါပဲလှုပ်ပေးနေတာဒါကြောင့်မလို့မပူပါနဲ့တင်တို့မှာအားနေခြင်းအရာရှိလိမ့်မယ်ဒါပေမဲ့တန်ရှင်တော်ဝိညာဉ်တော်ကကုညီမစားမယ်တဲ့နော်ထို့ဖခင်ရဲ့ဘုန်းတော်နာမတော်ဒီကဘာဆက်ကြီးမြတ်ပါစေလို့နော်ဒါကြောင့်မို့စိတ်မပြတ်ပါနဲ့ဒီနေ့ကပြောချင်တာကစိတ်မပြတ်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမကဒီမှာ worship လုပ်နေတန်းလန်းနဲ့ဟာဆရာကြီးတွေကလည်းရောက်လာတယ်ဆရာမကြီးတွေလည်းရှိတယ်ပြီးလို့ရှိရင်တခြားဧည့်သည်တွေလည်းအများကြီးရှိတယ်ဖခင်သခင်သမီးဘာပြောရမလဲပြင်နာတာတခုပြောတော့မှာကတရှင်တော်ဝိညာဉ်တော်ကမကူညီမမဆိုင်ဒီမှာလာထိုင်နေတဲ့သားတွေသမီးတွေဘာတွေပြောပြန်ပြီလဲမသိဘူးဆရာဒီဘက်လာမိမလုတ်ပြီးတော့ဆရာဒီဘက်လာမိမလုတ်ပြီးတော့ဆရာဒီဘက်လာမိမဆိုပြီးတော့အဲ့ဒီဒီအရာကြီးနဲ့မကြည့်နဲ့ဖခင်သမီးဖြစ်ခြင်းကိုပဲကြည့်ပါလို့နော်ဒီမှာလည်းဒီမှာရှိတဲ့သားတွေသမီးတွေရှိလိမ့်မယ်နော်အော်ဘလဲဥမာကဲဆိုလဲဆရာကနေရဲ့မိမမလို့ no မဟုတ်ဘူးဖခင်သမီးကြောင့်စင်မော်တက်တာဖခင်သခင်ကြောင့်ဖခင်သမီးကြောင့်ချီးမွမ်းတာအဲ့ဒီနှလုံးသားနဲ့သွားပါနော်ဘသူကြောင့် promote လုပ်ခြင်းခံရတာမဟုတ်ဘူးယေရှုကြောင့်ပဲဖြစ်ရမယ်သခင်ယေရှုကြောင့်ပဲဖြစ်မယ်ကျမကလေကိုတခါမှတော့မတွေးဘူးဒီလိုမျိုးစင်မော်မှာမတ်တက်ရက်ရဲမယ်ဟိုအရင်ကဟိုခင်မုန်းတဲ့နောက်လိုက်ရင်တော့မှဆရာဒီဘစ်စင်မော်တင်ရင်တော့မှလမ်းလျှောက်တာမခိုင်လို့ဟိုတွဲတက်ရတာဒါပေမဲ့အခုအရင်တတိရှိပါပြီယေရှုကြောင့်ဖြစ်တယ်သခင်ယေရှုကြောင့်ဖြစ်တယ်နော်ဘသူကထင်မလဲလမ်းမရှိဘူးကျမတို့နေတဲ့ရွာလမ်းမရှိဘူးအခုတော့မသိကတရလမ်းတွေဘာတွေဖြစ်ကုန်ပြီလားမသိ I don't know မရှိဘူးအဲ့ဒီကနေမွေးတဲ့လူတယောက်ကိုတောင်မှဖယားသခင်ကနှုတ်ကပတ်တော်ကိုပြောရဲတဲ့ဖယားအသက်ရှင်ခြင်းကိုပြောရဲတဲ့အခွင့်ကိုဖယားသခင်ကပြင်ဆင်ရင်ဒီမှာရှိတဲ့သားတွေသမီးတွေကျမတက်တာရွေးထူးခြားစွာဖယားသခင်ရွေးချယ်ရွေးကောက်ထားပါတယ်လို့နော်ကျေးဇူးတော်ကိုချီးမွမ်းတယ်ဘာဖြစ်လဲသိလားဒီမှာချီးမွမ်းနေနဲ့အိုးဖယားသခင်ဖယားကိုမသိတဲ့လူတော်မှစင်ပေါ်မှာဝက်ကွဲသူတို့ဟိုဥမာကွာအခုဘောလုံးပွဲအဆိုတော်တွေဆိုအမလေးစင်ပေါ်မှာကားလိုက်တာကွေးနေတာပဲကျမတို့ကဒီမှာလက်မြောက်ဖို့အရေးတာလက်ကဒီလိုဒီချရမလားတက်ရမလားဖြစ်နေတာလေပြောချင်တာဟုတ်တော့တော့ဖယားရှင်ကောင်းမြတ်တယ်လို့ပြောတဲ့အခါမှာပြောတော့မယ်ဆိုရင်တော့မှ hallelujah praise lord လို့ပြောတော့မယ်ဆိုရင်တော့မှတချို့လူတွေမပြောရတဲ့လူပါတယ်လေဘောလုံးပွဲဒီအခုဖြစ်နေတာဘယ်သူမှမရှိလဲအိမ်ထဲမှာအမလေးအော်ရာကိုမကိုကမလားဆိုတော့ခရက်ချီတောက်တဲ့လက်တွေပါတခါတည်းဟိုတခုခုကန်တော့မယ်လေဆိုတော့ဖယားသခင်ကိုလေတင်တို့အဲ့ဒီနှလုံးသားနဲ့ချီးမွမ်းကြည်စမ်းပါဘယ်သူမှမရှိဘူးတိမန်တင်တယောက်တည်းဘောလုံးပွဲကြည့်နေတာဘယ်သူမှမရှိဘူးတင်တယောက်တည်းတိမန်တင်ဖယားသခင်ကိုကိုယ်ွယ်ဝူပြုနေတာဖို့နှလုံးသားကိုဖယားသခင်လိုချင်နေတဲ့အချိန်ကာလဖြစ်ပါတယ်လို့ဒါကဒီဘောလုံးပွဲအချိန်ကာလမှာကျွန်မတင်ယူမိတဲ့အရာဟုတ်တော့စီမောတက်ပြီးဆိုရင်ဖယားသားသမီးတွေနှုတ်ကပတ်တော်ဟောတဲ့အခါမှာတော့၎င်းချီးမွမ်းခြင်းမှာ၎င်းကျမတို့အားပေးတဲ့အခါမှာအားပေးခြင်းလို့ဟိုအိပ်ရေးပဲပြက်တယ်လို့ထမင်းမစားမကောင်းတယ်လို့အသေးပဲကွဲတယ်လို့ဘောလုံးပွဲကြတော့အသေးပဲကွဲထမင်းမစားရအိပ်ရေးပဲပြက်လေအော်တကိုးတွေရှိနေတာ powerful တွေဖြစ်နေတာ no သင်တို့နှလုံးကိုချိန်ကြည့်ပါဖို့ဖယားကိုထိုနှလုံးသားမျိုးနဲ့ကိုးကွယ်ကြည့်ပါသင်ထူးခြားလာလိမ့်မယ်ထူးခြားတယ်ဆိုတဲ့အရာကလေဟိုရွှေတုံးကြီးငွေတုံးကြီးကားကိုတိုက်ကြီး no မဟုတ်ဘူးအရင်ဆုံးထူးခြားတာကစိတ်နှလုံးအကျွမ်းမဲ့နဲ့ထိုဖယားကိုချစ်ခွင့်ရခြင်းစိတ်နှလုံးအကျွမ်းမဲ့နဲ့ထိုဖယားငါ့ကိုဘလောက်ချစ်တယ်လဲဆိုတဲ့အရာကိုသိလိုက်ခြင်းကအခွင့်ထူးဖြစ်တယ်နော်အခွင့်ထူးဖြစ်တယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်သွားတော့မယ်ဆိုတော့အယံကိုဖះကိုကျေးဇူးတော်ချီးမွမ်းတယ်လို့ဘာဖြစ်လို့လဲဆိုတော့ဆရာဒီဘက်ကပြောတယ်သူကလေသူ့လိုမျိုးအော်စီချင်တာလေနှုတ်ကပတ်တော်ဟောတာ no
ကျမပြောတယ်လာတဲ့ပရိသတ်တွေနားအကုန်ကောင်းတယ်လို့အလောက်ကြီးမအော်နဲ့လို့သူများလက်မလန့်ကိုကလန့်တယ်လေပြောချင်တာကကိုလန့်တယ်ဆိုတော့သူများလည်းလန့်မယ်လို့ကိုချင်းစာပြီးတော့အလောက်ကြီးအော်ဖို့မလိုဘူးဟာပြီးလို့ရှိရင်ကျမသူ့လိုမျိုးလိုက်မသွားတတ်ဘူးလေဟိုသွားတီသွားသူသွားတာကိုကြည့်ပြီးတော့ကိုကမူးနေတာလေဆိုတော့မသွားတတ်ဘူးလေကိုကကိုမျိုးရက်တယ်ဟာနင့်ကိုကြည့်တော့လေငါလည်းလဲကြတော့မယ်ကြောက်လို့စိတ်ပူအဲ့လိုမျိုးတွေလေအရန်အားပေးတာဒါကြောင့်မလို့လေဇနီးတယ်ပဲဖြစ်ဖြစ်ခင်မုန်းတယ်ပဲဖြစ်ဖြစ်နော်တခါကြတယ်သူတို့ကချစ်လို့ပဲဖြစ်ဖြစ်ချစ်လို့စတာပဲဖြစ်ဖြစ်ချစ်လို့နောက်လို့ပြောတဲ့စကားကတခါကြကျမတို့ဒူးကိုခွေစေတယ်ဒါပေမဲ့ဖယားကိုတီးတဲ့သမီးတွေသားတွေက no မဟုတ်ဘူးငါဖယားရှိတယ်နော်ငါဒူးကိုခိုင်ခန့်မြဲစေမှာကငါဖယားပဲဖြစ်တယ်နော်တင်တော့ဘေးကလူကိုလေဥစားမလုံနေနဲ့တင်ငါပဲသူများကိုပြင်ပြီးတော့ခွန်အားဖြစ်စေတဲ့လူဖြစ်ဖို့လိုတယ်ဟုတ်တော့တခါလေကျရင်ကျမတို့ကိုယ်နိုင်ကအားနေပါတယ်ကိုကအားနေပါတယ်ဆိုမှဖုန်းဝင်လာတဲ့အခါမှာဘုရားဆီယမကလေကျမတို့နဲ့စီနီယာလဲကြားတယ်မိခင်လိုလဲဖြစ်တယ်အမလိုလဲဖြစ်တယ်ဆီယမကျမရဲ့ခင်မုန်းတွေကတော့ဒီလိုပဲဖြစ်တယ်ကျမကလေးနှစ်ယောက်နဲ့အိမ်ဘောကဆင်းသွားမလားမဆင်းနဲ့နေဆင်းတာနဲ့ဟိုတယောက်တက်ဖို့အစင်သိင်လို့ကျမကပြောလိုက်တယ်ဟုတ်တယ်လေဘာလို့ဖို့ဆင်းမလဲမဆင်းဘူးဒါကြောင့်မို့ကြုံတွေ့ရတဲ့အမှုကမတူဘူးအဲ့ဆိုဆီယမဘလို့လောက်ရမလဲဘလို့မှမလုပ်နဲ့လက်သန်ကိုပေးသွားရလိုက်သွားလို့မော်တော့သူပြန်လာလိုက်မယ်လို့ဟုတ်တယ်သွားနေခုချိန်မှလို့မိုးလင်းလဲနေ့ယောက်ျားတွေ့မိုးချုပ်လဲနေ့အတွေ့ပမာလဲနေ့နံပါတ်1ဖရာသခင်နေရကျမတို့ကပြောတတ်တယ်ဖရာသခင်ကကျမကိုအရင်ချစ်တာကျမရဲ့နံပါတ်1ကဖရာသခင်လိန်တာဘယ်သူမှဖရာကိုမချစ်ဘူးဖရာပဲကျမတို့ကိုချစ်တာအရင်ချစ်တာလိန်တယ်လူကလိန်တယ်လိန်တာကိုဘယ်လိုပြောမလဲဝိညာဉ်ကသိတယ်ဖရာသခင်ကသိတယ်နော်ဒါပေမဲ့သူလဲလူလိန်ကိုလဲလူလိန်ဆိုတော့မသိဘူးပေါ့ဟုတ်တယ်ဟုတ်သိဖို့မလိုဘူးအလိန်ချင်းခံရတဲ့အကွက်တွေလိန်ရဘာမှဖြစ်ဘူးအဲ့ဒါပြီးလို့ရှိရင်ဘယ်လိုပြောမလဲတန့်ရှင်းခြင်းအကြောင်းပဲပြောဖြောင့်မတ်ခြင်းအကြောင်းပဲပြောဒီမနေ့တောင်ကျမတို့သူကဘာပြောလဲဆိုလို့ရှိရင်အဲ့ဒါကဖယားကဒီကျမကပြောတယ်ကျေးဇူးတော်ကာလကျမလက်ခံတယ်ကျေးဇူးတော်တော့မဟုတ်ရင်ဘသူမှမလွယ်တဲ့ကာလဟုတ်တယ်ဟုတ်ကျေးဇူးတော်ဆိုတာကိုကျမကလေကျေးဇူးတော်ဆိုတဲ့အကြောင်းကိုဘယ်ဆရာကမှမဟောခင်တည်းကကျေးဇူးတော်တက်ဆိုတာကိုကျမက100%ယုံကြည်လက်ခံတယ် agree လုပ်တယ်ဘသူမှလာမပြောဘူးနှုတ်ကပတ်တော်ကပြောတယ်နော်တရှင်သောဝိညာဉ်တော်အကြောင်းကိုလူတွေကြည်ကြဲမပြောခင်တည်းကတရှင်သောဝိညာဉ်တော်ဖျားရှိတယ်ဆိုတာကိုနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာဖျားသခင်ကတရှင်သောဝိညာဉ်တော်ရှိခြင်းကိုကျမကိုသိပေးတယ်ကဘာဦးမှာစတဲ့အခန်းကြီး1ပြဖတ်တဲ့ဟိုကရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားလျက်ရှိတယ်အဲ့ဒါကိုတရှင်သောဝိညာဉ်တော်ဖျားမကြိုက်သည်ဖြစ်စေကြိုက်သည်ဖြစ်စေတင်ပူမဟုတ်ဘူးတင်နဲ့တင်ကတကယ်တရှင်သောဝိညာဉ်တော်ဖျားရှိတယ်မရှိဘူးတင်ကိုနိုင်ကသိနေဖို့ပဲလိုတာသူတို့လက်မခံခြင်းမလက်ခံခြင်းကပြဿနာမဟုတ်ဘူးသူတို့နဲ့ဖခင်နဲ့ပဲဆိုင်တယ်ဟုတ်တော့ဟုတ်ဒီခိတိကာလမှာ hallelujah praise lord ဆိုရင်မကြိုက်ဘူးအလေကြီးဖြစ်တယ်ပါဇက်ကတောင်ဆဲမြောက်ဆဲဆိုတော့အမလေးဟဲနဲ့ခိကာလာလေဆိုတော့အခုကျမတို့ကနေဒါတို့အမေရိကတို့မှာဆိုပြောချင်တာကဟုတ်တော့ဟုတ်မဘာလဲအိုး hallelujah praise lord ဖခင်ရှင်အိုးဖခင်ရှင်ကောင်းမြတ်တယ်ဆိုရင်လူကြည့်တဲ့အကြည့် they think we are something no မဟုတ်ဘူးပြောချင်တာဒါကြောင့်မလို့အလေကြီးဖြစ်နေတဲ့ခေတ်ကာလမှာဒီနေ့ဒီမှာရှိတဲ့သားသမီးတွေမပါတော့ကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့နော်ဒါကြောင့်မလို့ကျမကဒီနေ့အဲ့ဒီအကြောင်းတွေလည်းပြောမှာမဟုတ်ဘူးဆရာဒီပနဲ့စကားပြောလိုက်တော့လေနှုတ်ကပတ်တော်တွေကထွက်လာတယ်အများကြီးပဲအဲ့ဒါအများကြီးထွက်လာတယ်ဆိုတာသူကတခါတလေလေဟိုနှုတ်ကပတ်တော်ကိုသင်တို့အများကြီးကြားပါလိမ့်မယ်ဒါပေမဲ့သင်အတွက်ကောင်းကြီးဖြစ်တဲ့အရာကိုတော့ယူလိုက်ပါလို့နော်ယူပါသင်အတွက်ကောင်းကြီးဖြစ်တဲ့အခါကိုယူပါဟိုဥမာကွာကိုသူများကထမင်းကျွေးတယ်ကွာထမင်းကျွေးတဲ့လူကတခါတည်းဟိုမှာလေးပဲဟင်းနဲ့ဘာလဲငပိတောင်းနေနဲ့ဟိုကနေပြီးတော့ခေါင်းပြီးတော့အတော့ခွန်ကျွေးဒီမှာရခါရဲဟိုမျိုးချလို့လည်းမရပါဇက်ထမှာလည်းဟိုဝါလို့မရအဲ့ဒီအတ္တမျိုးဘုရားသခင်မလိုချင်ပါဘူးလို့အဲ့ဒီအတ္တမျိုးဘုရားသခင်မလိုချင်ပါဘူးဒါကြောင့်မလို့ပူပန်ခြင်းကကျမကဒီနေ့အဲ့ဒါကြောင့်မလို့ဘာကိုကျမကဒီစိတ်ပူပန်ခြင်းကိုဘလို့ဥစားလေးရက်တန့်ဖို့က
ဖခင်ရဲ့နှုတ်ကပတ်တော်မပါရင်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုသင်လို့မသိရင်ဖခင်ရဲ့အသက်ရှင်ခြင်းကိုသင်လို့မသိရင်ထိုအရာတွေကနေသူတို့မလွတ်မြောက်နိုင်ဒီခေတ်ဒီကာလမှာတစ်ခုမှတစ်ခုပြောချင်တာကနားဖြစ်တော့၎င်းမျက်စိအဖြစ်တော့၎င်းစကားပြောချင်တော့အဖြစ်တော့၎င်းအပူအပင်ကဝင်နေတဲ့အချိန်ကာလဖြစ်တယ်ဒါကြောင့်မလို့တချို့ဆိုလို့ရှိရင်လည်းအပူပေအကုန်လုံးအဆင်ပြေပါတယ်ဒါပေမဲ့အတိတ်ကြောက်အတိတ်ကအရာကိုတွေးပြီးတော့ပူပန်တယ်ဟဲ့သူကဲချင်တာကဲလှုပ်ချင်တာလှုပ်ပြီးတော့ငါယောဂများဖြစ်ပြီလားမသိဘူးငါယောဂများရှိနေပြီလားမသိဘူးဖခင်သခင်ကအဲ့ဒီအတွက်လည်းမပူစေပါဘူးမပူစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ this is the day that the Lord has made we will rejoice and be glad in it ဤနေ့ရက်ဒီကိုရောကိုကိုးကွယ်ရနေကူးပြရနေချီးမွမ်းရနေဖြစ်နေခြင်းကိုကယနေ့အသက်ရှင်ခွင့်ရနေခြင်းကိုကကျေးဇူးတော်ကြီးလာပြီကျေးဇူးတော်ကြီးလာပြီเนาะဒါကြောင့်မလို့ဒီပူပန်ခြင်းကပြီးတော့ဘာဖြစ်လဲစိတ်ကိုအနောက်အရှက်ဖြစ်စေတာချီးမွမ်းတဲ့လောက်ကိုတော်ကိုမချီးမွမ်းဘူးတော့အခုဆိုရင်ကျမကလေတခါကျရင်ဖះရှင်ကောင်းမြတ်တယ်ဖះရှင်ကြီးမြတ်တယ်ဖះရှင်ကအလုံးစုံရဲ့အလုံးစုံဖြစ်တယ်လို့တွေးနေရင်ပြောနေရင်တန်လန့်နဲ့ဟိုတကောင်ကဝင်လာပြီဟမ်နေကဘာလုပ်တတ်လို့လဲနေကနေရဲ့ယူရချက်ကပါလေနေလှုပ်ချင်တဲ့ဒီထက်ဆိုးတဲ့အရာတွေနှလုံးလောက်ကျမကတွေးတာနဲ့ဟဲ့အစုပ်ပလုတ်ကောင်နေငါလေဘယ်တော့မှကောင်းတာကိုလာပြီးတော့မတွေးစေဘူးကောင်းတာကိုလည်းလာပြောပြတဲ့အမျိုးမဟုတ်ဘူးဒါကြောင့်မို့နင့်လိုလူမျိုးနဲ့လည်းငါရမဖြစ်ချင်ဘူးစကားလည်းမများချင်ဘူးနင့်အကြောင်းလည်းငါမစင်စားစေဘူးဒါကြောင့်မို့နင့်အစုပ်ပလုတ်ကောင်လို့ပဲကျမတို့နာမည်ပေးရတယ်ဆိုတော့အဲ့ဒါနဲ့ဟိုမှာစင်ကာပူသွားတော့အန်ဒီကြီးတုတ်ကလာပြီးတော့မနေ့ကဆီယမပလဲပြောရတဲ့အစုပ်ပလုတ်ကောင်ကဘယ်အကောင်ပြောတာလဲတဲ့သူကဆိုတော့ပြောချင်တာကနာမည်တော့မခေါ်ချင်ဘူးကျမတို့ရဲ့အတွေးခေါ်တယ်မှာကျမတို့ရဲ့စဉ်းစားခြင်းမှာသူများကိုပြောမဲ့စကားမှာအနုလက္ခဏာထွက်လာပြီဆိုရင်လေဖခင်သခင်စီကလာတာမဟုတ်ဘူးဖခင်သခင်စီကလာတာမဟုတ်ဘူးအဲ့ဒီအစုပ်ပလုတ်ကောင်စီကပဲလာတာဆိုတော့ကဲနှလုံးလောက်ဝင်လာတာနဲ့ဒီလူစီဒီအစုပ်ပလုတ်စီကသိရင်နိုးငါဖခင်ကစက္ကန့်မိနစ်တိုင်းမှာကောင်းမြတ်နေတယ်ငါဖခင်ကအကောင်းဆုံးကိုပဲပြင်ဆင်တဲ့ဖခင်ဖြစ်တယ်ဆိုတော့ကိုယ့်ကိုဘာလုပ်ရလဲပြန်ရွေးချယ်ရတာပြန်ရွေးချယ်ရတာပြန်ပြီးတော့လမ်းလျှောက်ပြီးတော့ချီးမွမ်းခြင်းတွေလုပ်ရတယ်ချီးမွမ်းခြင်းဆိုတာအိုးဖခင်တခင်ကိုတော့ပြင်ဆင်ထားပေးတဲ့အိမ်မှာလေလုံလုံချုံချုံနွေ့နွေ့ထွေးထွေးနေရလို့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖခင်တခင်ပြင်ဆင်ပေးတဲ့အစားအသောက်ကိုကောက်ကောက်မှုဟိုဘယ်လိုပြောမလဲတချို့လူဆိုဟင်းကောင်းမှပဲဖြစ်ဖြစ်ကွာကိုကြိုက်တဲ့အရာလေးရှိမှစားလို့ကောင်းတယ်ကျမကဘာတွေ့စားကောင်းတယ်ကျေးဇူးတော်ချီးမွမ်းတယ်ဖခင်ကိုအရင်ကျေးဇူးတော်ချီးမွမ်းတယ်ကြီးလည်းမများဘူးပြောချင်တာကကျမကြိုက်တဲ့အရာပေါ့နော်ပြောချင်တာကျမကြိုက်တဲ့အရာကိုကျမစားခွင့်ရှိတယ်စားလို့ရတယ်ဟုတ်တယ်ဟုတ်ဒီခေတ်ဒီကာလမှာကိုပြန်မြဲပလဲဒီလိုအခြေအနေမှာမှနေဖခင်ကိုမချီးမွမ်းတတ်ရင်ကျေးဇူးမတင်တတ်ရင်နှစ်ထက်ဆိုးနေတဲ့လူတွေရှိတယ်ကိုထက်ဆိုးနေတဲ့လူရှိတယ်နေစရာမရှိတဲ့လူတွေရှိတယ်စားစရာမရှိတဲ့လူတွေရှိတယ်အဲ့ဒီဟာဝင်သွားတာနဲ့အိုးဖခင်သခင်ထိုသူတွေကိုကူညီနိုင်တော့သူမဆားနိုင်တော့သူကျွေးမွေးနိုင်တော့သူဖြစ်လို့ကျေးဇူးတော်ကိုချီးမွမ်းတယ်တခါတည်းthe break ထဲမှာဖခင်သခင်ကကျမတို့ရဲ့စဉ်းစားခြင်းအနှုတ်လက္ခဏာကိုဝင်တယ်လို့အပေါင်းလက္ခဏာကိုလည်းတခါတည်းသင်ပေးတယ်လို့ကိုယ့်ထက်အားနေတဲ့သူကိုလည်းဖခင်သခင်ကဝိညာဉ်တော်ကတခါတည်းပြောပြတယ်အဲ့ဒီအချိန်မှာပဲသူများဆင်းရဲတာပေါ့သူများစားစရာမရှိတာပေါ့သူကသူစိတ်ပြတ်တာပေါ့ no မဟုတ်ဘူးထိုလူတွေအတွက်ကျမတို့ကိုယနေ့အသက်ရှင်ဝင်ပေးတာတယ်ဒါကြောင့်မလို့ရွေးချယ်ရတယ်ပြောချင်တာရွေးချယ်ရတယ်အပူတစ်လုံးဝင်လာရင်အပူတစ်လုံးကိုစဉ်းစားတာနဲ့နောက်ထပ်အလုံး100ကတန်းစီနေပြီသားဆိုတော့ဖခင်သခင်စီကလာတဲ့အရာကအပူမရှိဘူးကောင်းမြတ်ခြင်းပဲရှိတယ်စုံလင်ခြင်းပဲရှိတယ်ပြည့်စုံခြင်းပဲရှိတယ်ဒါကြောင့်မလို့ထိုဖခင်ကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းကြပါဦးအာမင်ဟာလေလုယာတိတ်တော်လို့တိတ်တက်လို့မဟုတ်ဘူးနော်ဖခင်သခင်ကြောင့်ဆုံးဖြတ်ချက်ချတာတဲ့ဖခင်သခင်ရဲ့ကောင်းမြတ်ကြောင်းကိုပဲပြောမယ်ငါဖခင်ကကျမကသာတိတ်တော်လို့တိတ်တက်လို့ဟိုဥမာပေါ့စံစာကြောင်းဆင်းလို့ဘွဲရလို့တိတ်မတရားဟောရမယ်ဆိုရင်တော့ I don't know မသိဘူးဒါပေမဲ့ကျမသိတာကတော့ဖယားကိုမသိတဲ့လူတွေကတော့မှစင်ပေါ်မှာကြီးကျယ်ချီးမွမ်းနေသေးရင်ဖယားကိုသိတဲ့သားလေးသမီးတွေကဒီထက်ကြီးကျယ်စွာခမ်းနားစွာစိတ်နှလုံးခါတဲ့ကွဲစုပ်သွားအောင်ပါပြီးချီးမွမ်းဖို့အခွင့်ထူပေးတာပါတယ်လို့ယနေ့ဒီမှာရှိတဲ့သားလေးသမီးတွေနော်
ဒါကြောင့်မို့ပူပန်ခြင်းဟာဖယားကိုကိုးကွယ်ခြင်းမဟုတ်ဘူးနော်ဖယားကိုကိုးကွယ်ဖို့စီတားလိုက်တာလေကျေးဇူးတင်ဖို့စီတားလိုက်တာလေဖယားသခင်ပြင်ဆင်ပေးမဲ့အကြံစီတွေကိုစီတားလိုက်တာလေဒါကြောင့်မလို့ဘေးမှာရှိတဲ့လူကိုပြောလိုက်ပူပန်ခြင်းကိုမစင်စားပါနဲ့တော့ပြီးရင်ပူပန်ခြင်းကဘာလဲသိလားဝิญဉ်ဆိုးနှက်ဆိုးကိုနေရာပေးတာနှစ်ခုပဲရှိတယ်လေကျမတို့အသက်တာမှာကျမတို့နှလုံးသားထဲမှာကျမတို့အတွေးခေါ်ထဲမှာဖယားကိုနေရာပေးရင်ပေးဖယားကိုနေရာပေးရင်ဖယားသခင်ရဲ့ကောင်းမြတ်ကြောင်းတွေထွက်လာတယ်ဝิญဉ်ဆိုးညက်ဆိုးအကြောင်းကိုတွေးရင်ဝิญဉ်ဆိုးနှက်ဆိုးရဲ့အတွေးခေါ်ပါလေဟမ်အခုကဘာလဲ Facebook ဘာခင်မီတိုးတက်တာကောင်းတယ်တခုကလည်းမကောင်းဟုတ်တော့နှုတ်ကပတ်တော်ဖွင့်မယ်လို့နှုတ်ကပတ်တော်ဖွင့်မယ်လို့နားထောင်မယ်လို့ဖွင့်လိုက်တာထွက်လာတဲ့အရာကအိုးမော်ဒယ်ရှိုးလားရှိုးရအစုံပဲကွာကျမကိုယ်တိုင်ဖြစ်တာဆိုတော့သူတို့ကရှိုးဆိုမင်္ဂလေးဆိုလှချောလေးတွေတွေ့တော့ဝင်ကြည့်နဲ့နှုတ်ကပတ်တော်နားထောင်တဲ့နေရာစီမရောက်တော့ဘူးလေဒါကဥပမာလေးတစ်ခုပဲရှိသေးတယ်ဟုတ်တယ်ဟုတ်အမျိုးသမီးအမျိုးသားလူငယ်လူကြီးမှာဖြစ်တတ်တဲ့အရာကျမတို့ကနှုတ်ကပတ်တော်ကိုမိနစ်30လောက်ဖတ်ရင်မျက်စိကမုံလာတဲ့အကြောကတက်လာတဲ့ဟိုနေရာညောင်းဒီနေရာညောင်းဖြစ်လာရောဟုတ်တယ်ဟုတ် Facebook ကိုကြည့်မယ်ဆိုရင်2 နာရီလည်းမပြီးသေးဘူးကို့အကြောင်းလည်းမဟုတ်ဘူး3 နာရီလည်းမပြီးဘူးကို့အကြောင်းလည်းမဟုတ်ဘူးဘာမှလည်းကို့လည်းမသိပေးဘူးဆိုတော့ဒါကြောင့်မလို့အပြင်ကိုအဲ့ရေကလည်းပြက်သေးတယ်ရေကလည်းမတောက်ဖြစ်ဘူးယောဂကလည်းဝင်လာရောဆိုတော့ဒါကြောင့်မလို့တင်တို့ရဲ့ရွေးချယ်ခြင်းကကျမကနှုတ်ကပတ်တော်ကိုဖုန်းထဲမှာဖတ်တာထဲကျမကစမ်းစာအုပ်ထဲမှာဖတ်တယ်ကျမကစဉ်းစားတယ်တနေ့ဖုန်းတွေတစ်လုံးမှမရှိတော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲဖုန်းကသုံးလို့မရတော့ဘူးဆိုရင်တင်ဘယ်လိုလုပ်မလဲဒါကြောင့်မလို့နှုတ်ကပတ်တော်ဒီအကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်ပြီးအကျွန်ုပ်လန်ခီးကိုလင်းစေပါ၏တဲ့နော်ဒီမှာရှိတဲ့သားတွေသမီးတွေကျမနဲ့ရွယ်သူပါလိမ့်မယ်ကျမထက်ငယ်တဲ့လူပါလိမ့်မယ်ကျမထက်အသက်ကြီးတဲ့လူပါလိမ့်မယ်ကျမလည်းပဲဒီထိုင်းနိုင်ငံမှာနေခဲ့ဘူးပါတယ်နော်ဒါပေမဲ့သိလို့တိတ်တက်လို့မဟုတ်ဘူးတိတ်ကြီးကြဲသိလို့မဟုတ်ဘူးဒါပေမဲ့ဖယားကိုလေနည်းနည်းလေးတိလိုက်တဲ့အခွင့်ကအကြီးအခွင့်ထူကိုခံစားရပါတယ်လို့ဒါကြောင့်မလို့ဒီမှာရှိတဲ့သားတွေသမီးတွေကိုယနေ့ထည့်ပေးချင်တာကဖယားသခင်နဲ့အကျွမ်းဝင်ရင်မေတ္တာရဖွဲ့လော့ပြောတဲ့အခါမှာလူတွေထင်တာကအိုးဆုတောင်းစရာမလိုတော့ဘူးမတောင်းနဲ့ပေါ့တော့သူမတောင်းချင်မတောင်းနဲ့လေတင်တောင်းရမယ်တင်ဘာဖြစ်ချင်တာလဲတင်တောင်းရမယ်တင်ကိုချီးမြှင့်ခြင်းချီးမြှောက်ခြင်းတင်ခံစားရတဲ့ကောင်းကြီးတစ်ခုစီတိုင်းကနိုင်ငံအသီးသီးလူမျိုးအသီးသီးမှာလိုအပ်နေတဲ့လူတွေအတွက်ဖယားကိုမသိသေးတဲ့လူတွေအတွက်သင်ကိုယနေ့ရွေးချယ်ရွေးကောက်ထားတယ်ဒါကြောင့်မလို့သင်ဆုတောင်းရမယ်ဘာဖြစ်လို့လဲဆုတောင်းခြင်းက power တဲ့တကိုးဖြစ်တယ်လို့ပြောတယ်ဆိုတော့တင်အတွက်လည်းတင်မဆုတောင်းဘူးဆိုတင်အတွက်တင်မဆုတောင်းမှတော့သူများအတွက်ဆုတောင်းပေးနေတယ်ဆိုတာဆိုတော့မဖြစ်နိုင်ဘူးဘာဖြစ်လဲဆုတောင်းတယ်ဆိုတာကတင်ကိုဒီ prophet ပြုနေတာတင်ကိုဒီ prophet ပြုနေတာနော်အခြေအနေတွေတယောက်နဲ့တယောက်မတူပါဘူးလာခြင်းမတူပါဘူးစကားမတူပါဘူးအတွေးအခေါ်မတူပါဘူးယုံကြည်ခြင်းမတူပါဘူးတူတာတစ်ခုတော့ရှိတယ်လက်ညိုးအရောက်တိုင်းပါတယ်လက်ညိုးပါလားပြပါဦးတစ်ယောက်လောက်လက်ညိုးပါလားအဲ့လက်ညိုးမြင့်ထောင်ငါဖျားရှိတယ်သူများကိုလက်ညိုးထိုးဒီလက်ညိုးကဖယားသခင်ပြန်စင်းတယ်နေငါအတင်းတုတ်တယ်နေငါကိုမကောင်းကြောင်းပြောတယ်နေငါနိုးဒါနဲ့လိုက်ထိုးဖို့မဟုတ်ဘူးလေဟိုဆရာကြီးကအချိုးမပြေဘူးမခုဆရာမပလဲဘာတွေလိုက်ပြောနေမြန်ပြီမဟုတ်ဘူး no ငါဖယားရှိတယ်နော်ဒီတစ်ချောင်းနဲ့တော့မှငါဖယားရှိတယ်နောက်ထပ်၅ချောင်းထောင်ပြီးလို့ရှိရင်ဒီမှာငါဖယားရှိတယ်ပြောစမ်းတင်ပါဖြစ်ချင်တာလဲတင်ပါလိုချင်တာလဲတင်ပါကိုခက်ခဲနေတာလဲပြောစမ်းပြောလေငါအစင်မပြေဘူး no မဟုတ်ဘူးတင်ကိုတင်အရင် prophet ပြုတ်ပြီးတာနဲ့လေတင်ထက်အားနေတဲ့လူစိတ်ပြက်တဲ့လူစိတ်တက်ကြတဲ့လူကိုတင်ပြန်ပြီးတော့ prophet ပြုတ်ဖို့ဖြစ်တယ်ဒီလက်၅ချောင်းကပြုတ်စမ်းသူများကိုအခုကကိုလည်းပြုတ်ဖို့မသိတာဘာလဲအဲ့ဒီ
အမလေးအဲ့ဒီတယောက်အချိုးကိုမပြေဘူးသူဖះเจ้าလာတာတွေ့ရတယ်ငါလာမလာခြင်းဘူးသူ့ကိုတွေ့ရတယ်ဖေးသူ့အကြောင်းငါအကုန်လုံးသိထားပြီးသားသူ့အကြောင်းငါအကုန်လုံးသိထားပြီးသားဒါကြောင့်မလို့အဲ့ဒီဖះเจ้าကိုမသွားချင်တာတင်တို့နော်ဒီချင်းမိုင်မြို့မှာဒီထိုင်းနိုင်ငံမှာနော်အသင်းတော်တွေအများကြီးပဲနော်ရှိတဲ့နေရာအရက်မှာသွားပါဝုပြုတ်ပါကိုးကွယ်ပါချီးမွမ်းပါလို့ထိုအရာကပဲတင့်နှလုံးသားထဲမှာပူပန်နေတဲ့အရာကိုဆွဲထုတ်တာတစ်ခုပြီးတစ်ခုဆွဲထုတ်တာနှုတ်ကပတ်တော်နားမလည်ဘူးချီးမွမ်းခြင်းတစ်လုံးကဖခင်ရဲ့ချစ်ခြင်းဖခင်ရဲ့တတ်နိုင်ခြင်းဆိုတဲ့အရာဝင်လာတာနဲ့လေအမလေးအဖေကငါ့ကိုဘလောက်ချစ်တယ်လဲဆိုတဲ့အရာကိုခံစားရတာနဲ့လေအမလေးငိုချင်တာခါတိုင်းသူများဟိုရိုက်ရင်တောင်မှမျက်ရည်မထွက်တတ်တဲ့လူကဖခင်ရဲ့ချစ်ခြင်းဖခင်ရဲ့တကူဖခင်ရဲ့ဘိတ်သိက်ကဘလောက်ကြီးလဲထိုဖခင်ကအသက်မရှင်ဘူးလို့သူများကပြောနေပါစေသင်အသက်ရှင်တယ်ဆိုတဲ့သက်သေကိုသင်အားဖြင့်ဖခင်ကလူများကိုသိစေခြင်းနဲ့အချိန်ကာလဖြစ်တယ်လို့နော်ဒါကြောင့်မလို့ယေရှုတော်ကိုချီးမွမ်းတယ်ဒါကြောင့်မလို့ပြီးရင်ပူပန်ခြင်းကအနုလက္ခဏာပြုံးတစ်ခုပဲမဟုတ်ဘူးဘာဖြစ်လဲအောင်မြင်ခြင်းကိုလည်းစီးတားတယ်ပြီးလို့ရှိရင်ဝမ်းမြောက်ခြင်းကိုလည်းရှုံစေတယ်ဒီပူပန်ခြင်းကနောက်တစ်ခုကချီးမွမ်းတဲ့လောက်မချီးမွမ်းနိုင်ဘူးနောက်ပြီးတော့ဘယ်လိုပြောမလဲအထူးသဖြင့်ဘယ်သူမှမအိုခြင်းဘူးဟမ်လူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်နားလဲတက်လာတဲ့အရွယ်ရောက်လဲဘယ်သူမှမအိုချင်ဘူးလေလူတိုင်းကလှချင်တဲ့လူကြီးပဲအဲ့ဒါဆိုရင်လေအပူအဝင်မခံနဲ့အပူဝင်လူအိုတယ်သိပါသေးလေ skin care တွေဘလောက်လိမ့်ဘလောက် operation သွားလုပ်တင်းရဲ့စိတ်ထဲမှာနှလုံးသားထဲမှာဟိုလဟာပြင်းကြီးဖခင်ရဲ့ဝိညာဉ်အုပ်စိုးနေရယူခြင်းမရှိဘူးလမ်းပြခြင်းမရှိဘူးဆိုရှင်တင်ဘလောက် operation လုပ်တာမလောက်အရေးကြီးတာကလေကျမကလေဆရာဝန်တွေကိုပြောချင်တာဒီမှာ operation မလုပ်နဲ့ဒီအထဲမှာ operation လုပ်ရမှာဒီအထဲမှာ operation လုပ်ရမှာဒီအထဲမှာလှမနော်ဝမ်းမြောက်ခြင်းဆိုတဲ့အရာခံစားရတာဒီအထဲမှာလှမနော်ငြိမ်သက်ခြင်းဆိုတဲ့အရာကိုခံစားရတာဒီအထဲမှာလှမနော်အနုလက္ခဏာဘယ်သူလာပြော I'm okay ဘာဖြစ်လို့လဲငါဖျားရှိတယ်အဲ့ဒါကြောင့်မလို့အရင်တော့ဆိုလို့ရှိရင်ကျမမှာသား2ယောက်ရှိတယ်အဲ့ဒီ JD နဲ့ Jeremiah ကဟိုအလက်ကောင်ကသူကဖြူလုံးမျက်လုံးဖြူအကြီးကောင်ကပိန်ညောင်မျက်လုံးဖြူဆိုတော့သူ့အကိုသူကအာဂလီတဲ့သူကခေါ်တယ်အဲ့လိုမျိုးဆိုတော့ JD ကစိတ်နှလုံးယိုးတယ်အကြီးကောင်ကလာပြီးတော့အမေကိုလာတိုင်တယ်အင်းနဲ့မာမီတဲ့ he call me ugly တဲ့သူကပြောတယ်လေအဲ့နဲ့သွားမှန်သွားကြည့်လို့ကျမပြောတယ်သူမှန်သွားကြည့်တယ်ပြီးတော့ပြန်လာတယ်နင်းမျက်လုံးကောက်မြင်ရလားမြင်ရတယ်နင်းလမ်းလျှောက်နိုင်လားလျှောက်နိုင်တယ်နင်းခြေချောင်းလက်ချောင်းလေးလှလေးပဲဟုတ်လှတယ်โอเคလက်မြောက်ကြည့်ရင်သူမြောက်တယ်ငါသားကစပင်ဆိုလဲဖြောက်နော်အကုန်လုံးမျက်လုံးမျက်ခုံးအကုန်လှသူ့ကျမပြောတယ်နင်းနာမည်မောင်လူချောမှတ်ထားဆိုတော့အဲ့ဒါလေသူ့ကိုလေအခုထိမောင်လူချောဆိုဗျာသူထူးတယ်ဆိုတော့ဂျာမာယာနောက်တစ်ခါနင်ခေါ်တွေ့မယ်လို့သူပြောလိုက်တယ်ဆိုတော့နောက်တစ်ခါသူမခေါ်တော့ဘူးကျမပြောချင်တာကတစ်ခါကြလို့ရှိရင်တစ်ဖက်ကအမေတွေအရန်အရေးကြီးတယ်နော်အမေတွေအရန်အရေးကြီးတယ်ဒါကြောင့်မလို့ဟိုဥပမာတချို့လူတွေကအကြောင်းသွားတဲ့အခါမှာတော့၎င်းဟိုတငယ်ချင်းတွေကစကားအမေဟိုဘလဲသမီးကိုဟိုဘယ်လိုပြောမလဲဒီလိုပြောတယ်သူများတော့ရံဖြစ်ဖို့မလိုဘူးသမီးလေးကိုပြောပြတင်ဘလောက်လာကြောင်းတင်ကိုဖျားဘလို့ချစ်ကြောင်းတင်ကိုဘလို့ဖျားဖန်ဆင်းကြောင်းတယောက်နဲ့တယောက်မတူပါဘူးဒီမှာထိုင်နေတဲ့အခါမှာမျက်နှာတွေလည်းတယောက်နဲ့တယောက်မတူပါဘူးစိတ်နဲ့စိတ်ထားလည်းမတူပါဘူးဒါပေမဲ့ဖျားသခင်ကသူကြည့်တဲ့အခါမှာအယမ်းချစ်စရာကောင်းတယ်အယမ်းလှတယ်အရင်တော့ကဘယ်လိုပြောမလဲကျမကအဲ့ဒီဟာကိုဘယ်သူမှမပြောပြဘူးမသိဘူးကျမမှန်ကြည့်ပြီးရင်ဟိုးဆရာဒီနေ့အိမ်အောင်မကြခင်တည်းOh I am so beautiful ကျမအမြဲတမ်းတချင်ကိုကျမဆိုတာခလေး3ယောက်ရပြီလဲကျမအဲ့တချင်ကိုအမြဲတမ်းဆိုတာဟုတ်တယ်ငယ်တဲ့အချိန်ကတော့ Mommy I love you ဘာအခုကြီးလာတော့ I love you တရားမှမတွေ့တော့ဘူးဟမ်ယောက်ျားလည်းပဲဟိုမရခင်တော့အမလေးအသေးလေးဟို miss you love you ဘာ
အခုကကြတော့ဒေါ်ပလဲတဲ့အမလေးဖရားတကြီးဟာဒေါ်ပလဲတဲ့စိတ်မပြတ်ပါနဲ့စက္ကန့်တိုင်းမိနစ်တိုင်းကလေသားသမီးမရှိခင်တုန်းကလည်းပဲအရန်လှပတဲ့သမီးပဲငါအဖေရှိမှာဟမ်ခလေး၃ယောက်မွေးပြီးလည်းပဲခလေး၃ယောက်ရှိပြီးလည်းပဲဖရားတခင်ရှိမှာငါသမီးစတေးလာနေတာပဲဟမ်ယောက်ျားယူပြီးတဲ့ယောက်ချင်းတာသူတို့ကတော့မချင်းဘူးငါယောက်ျားတော့မချင်းဘူးလို့တခြားလူကတော့ပြောချင်းပြောမယ် I don't know မသိချင်ဘူးပြောချင်တာဆိုတော့လူကချင်းတယ်ဖရားကဘယ်တော့မှမချင်းဘူးဒါကြောင့်မလို့တင်ကငါဖရားခွန်အားယူတတ်ဖို့လိုတယ်မျက်နှာတက်သွားတိုက်ပြီးတာနဲ့ဟင်းငါမျက်နှာအန်းနေပြန်ပြီးကိုယ့်ကိုမတရားမနေတော့မဟုတ်ငါတဲ့အတကုံစားမုတ်ကိုဆံပြုတ်တဲ့အတကုံစားအုံတို့ခောက်တွေအတကုံစားပြီးတော့ငါမျက်နှာဖောင်းနေပြန်ပြီ no ကိုမျက်နှာတက်ခွင့်ရတယ်မျက်စိကြည်ကြည်လင်းလင်းနဲ့မှန်ကြည့်ခွင့်ရတယ်အိုးကျမလေးပလဲနေအရင်ချစ်စရာကောင်းတာပဲအိုး I love you ပလဲကိုယ့်ကိုပြောလေဘယ်သူမှလာပြောဖို့စောင့်နေစရာမလိုဘူးအမလေးအမျိုးသမီးတွေမျက်နှာတက်သွားတိုက်ပြီးရတယ်တခါတည်းနှက်ခမ်းနီဆိုအဝတ်စားတခါတည်းချိန်ပြီးတာအိမ်အောက်ကိုဆေးမိဖို့ကြောင်ဝင်မဟုတ်ရင်အဲ့ဒီအတိုင်းဝင်အဲ့ဒီအတိုင်းတနေကုန်သွားတာအဲ့ဒါမေးလိုက်လို့ရှိရင်ဘာလုပ်နေလဲတဲ့အေးဘာလုပ်စရာမရှိဘူးလို့လောကကြီးอ่ะဘာလုပ်စရာမရှိဘူးလေပြောချင်တာကမျက်နှာမတက်သွားမတိုက်အဝတ်စားမလဲပဲနဲ့အဲ့ဒီမိဖို့ကြောင်လည်းဝင်သွားတယ်ဟိုကတောက်လျှောက်ကလှုပ်စရာရှိတယ်အဲ့ဒါကိုဘာလုပ်နေလဲလို့မေးရင်ဘာလုပ်စရာမရှိဘူးဘာလဲကိုညင်တက်ချင်းကိုယ့်ကိုယ်ပဲဝယ်ယူကြဒီခေတ်ဒီကာလမှာအမလေးသင်ကိုအားပေးမဲ့ဆေးကဘလောက်ဗီတာမင်တွေထိုးထက်မရအောင်ဖျားစုတောင်းတာတော့မှတခါကြလို့ရှိအခုဒီလိုမျိုးမကြခင်ရှင်းလင်းချက်ထုတ်ရတော့မှာဘာဖြစ်လို့လဲဆိုတော့လေဥပမာပေါ့အခန်းထဲမှာဒူးထောက်စုတောင်းနေတာဟုတ်ဒူးထောက်စုတောင်းနေတယ်တခါကြရင်စကားပြောတာတခါကြရင်လင်မယားတော့၎င်းသားသမီးတော့၎င်းမချိုတာမရင်ပုတ်ပြောမိတာရှိတယ်လေသူတော့ဖျားဆူတောင်းတာလဲသူပဲအဲ့ဒါလာပြီးနောက်ပိုင်းဆိုရင်ဒူးထောက်ဆူတောင်းတာတွေ့တာနဲ့အမလေးအတိုင်ကြားနေအကုန်လုံးပိတ်တခြားလိုက်လုံနေရတာအပြောမခံနိုင်ဘူးကျမအဖေသိခါကြလို့အဖေသိခါကြတယ်လေဟုတ်တယ်ဟုတ်သမီးကအချိုးမပြေအဖေကအပြောခံအဖေသိခါကြတယ်လေအဲ့တခါကြလို့ရှိရင်ဘာလုပ်တာဟိုအိမ်သားထဲမှာပဲတောက်ဆူတောင်းတော့တယ်ဘယ်သူမှမတွေ့ဘူးဘူးမတွေ့ဘူးအိမ်သားထဲမှာအိမ်သားတက်နေတယ်လေဘူးမတွေ့ဘူးကျမကမကြိုက်ဘူးခါကြလို့ရှိရင်ဖះကိုကျမပြောဖះသခင်နူးညံ့ချင်းတိမ်မွေးချင်းချိုသားချင်းပါအဲ့ဒီနှုတ်ကပတ်တော်ဖတ်ပြီးတော့အိုးဖះသခင်တမီးအဲ့လိုတကယ်ဖြစ်ချင်တာပဲဖះသခင်တန်ရှင်တော်ဝင်တော့ဖះမကူညီမမစားရင်တမီးမတက်နိုင်ဘူးဆုတောင်းလို့အမလေးဟိုစိတ်နှလုံးပျော်ရွှင်ဝမ်းမြောက်စွာနဲ့ဟိုအိမ်ဘဝနေအိမ်အောက်ဆင်းသွားတာအိမ်အောက်လဲရောက်ရောဘာချက်ထားလဲဘာလို့နောက်လေလို့ဆိုလေအဲ့ဒါနဲ့ဘာလဲမမြင်ဘူးလားချက်ထားပြီးအစင်းင်းရှိတယ်မတွေ့ဘူးလားဘာဆိုဟာဘုရားသခင်စာမိုးဘွဲကလေကြာပြန်ပြီစာမိုးဘွဲကြာတာကိုယ့်ကိုယ်ပဲသိတယ်သူများတော့မသိလိုက်ဘူးကိုယ့်ကိုယ်ပဲသိတယ်ဒါကြောင့်မလို့တစ်နေ့ဟာလေရွေးချယ်ရတယ်နော်အမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်တခါကြလို့ရှိရင်အထူးသဖြင့်ပေါ့နော်ကျမတော့မသိဘူးကျမအကြောင်းကျမပြောနေတာဘာသာမလဲဒယ်ဒီမသိဘူးငါဘာစားချင်မှလည်းမသိဘူးတဲ့ရောက်ခမောက်မေးတော့လဲအန်ဒီဘာစားမလဲပလဲချက်တာပဲမသိဘူးတဲ့ဟာအဲ့ဒါကြောင့်မလို့မိန်းမတွေအိမ်အောင်ကြပြီဆိုရင်လေသူများနှလုံးသားသူများအသက်တာသူများနှလုံးသားနဲ့ကိုကအသက်ရှင်ရတာယေရှုသာမရှိရင်တင့်နှလုံးသားကလေပလူးအရေးပြောနိုင်တယ်ဆိုတာကရိုးရိုးပြောမှာမဟုတ်ဘူးတခါတည်းကိုတွင်းထဲကိုဝင်နိုင်တယ်ပြောချင်တာဆိုတော့ဒါကြောင့်မလို့ချက်ပြီးပြုတ်ပြီးလို့ရှိရင်လည်းဈေးကသွားရတယ်ပြန်လာတယ်လာရတယ်ပြီးရင်ချက်ရတယ်ပြီးလို့ရှိရင်ဘာဖြစ်လဲဟမ်စားမယ်ဆိုစပွဲပေါ်အစင်းသိတင်ရတာဟမ်ပြီးရင်ဒီရှင်းနဲ့ကမလိုက်ဘူးမသိဘူးလားဟမ်ဒါဆိုသူများဘာစားမလဲကိုမသိဘူးလေငါလည်းချက်ထားလိုက်တယ်ဝက်လည်းချက်ထားတယ်အမေသားလည်းချက်ထားတယ်ဆိုအကုန်ချက်တော့တင်ထားလိုက်တာဟုတ်တော့ဒါမဲ့မကျွေးခင်မှာစုကတောင်းရသေးတယ်ဖះသခင်သမီးကမချက်တတ်ဘူးအရသာရှိဖို့ကိုတော်ပဲကုညီမစားပါစားလို့ကောင်းဖို့ရှာဖျားမှအရသာရှိဖို့ကိုတော်ပဲကုညီမစားပါเนาะအဲ့ဒါဆူတောင်းပြီးတော့ဇပွဲပေါ်တင်တာဒါနဲ့ကမလိုက်ဘူးဒါနောက်တစ်ခါမှညနေစာပြပြမှပြန်စားမှာပေါ့အဲ့ဒါနဲ့ဟောမသိဘူးလေဘာစားမယ်လို့မေးတယ်လို့မသိတော့ဘာစားချင်မှမသိတော့အကုန်လုံးတင်လိုက်တာပေါ့ဆိုအမလေးဆက်ကပြောသေးတယ်လေလူကဒီမှာသိတယ်ဟုတ်လက်ပစ်ဘုံကကြွားလာပြီဒါမဲ့
လက်ပြပေါ်ကကြွားလာပြီထမင်းစားကန်ဒီမှာလက်ပြပေါ်ကကြွားလို့မဖြစ်ဘူးလေသူများထမင်းစားမှာကိုစားမှာမဟုတ်ဘူးနော်ဆိုတော့ဘာလုပ်ရလဲတိလားဒီမှာလေဒီလက်တီကိုဒီလိုမျိုးထောင်လို့မဖြစ်ဘူးဆိုတော့ဒီမှာဖခင်သခင်ဒီမှာလက်ကိုဒီလိုပဲကင်ထားပြီးတော့ခုံကင်ထားပြီးတော့ဖခင်သခင်ကိုတော့ကောင်းမြတ်တယ်ကိုတော့ကြီးမြတ်တယ်မိသားစုကိုပြင်ဆင်ထားပြီးလို့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒါကြောင့်မို့ဒီလက်တီးရဒီလိုသွားမှာလားဒီလိုမျိုးကနေဒီလိုမျိုးသွားတာနော်ဒီလိုမျိုးသွားတာဒါကြောင့်မလို့သင်တို့ထင်တာလေဖယားသမီးဖြစ်ရခြင်းဖယားသားဖြစ်ရခြင်းကအိုးအရင်လွယ်ဒါကအသေးလေးပဲရှိသေးတယ်ဆွဲထုတ်လို့ရရင်လေဆွဲထုတ်ပြခြင်းတာအမလေးစိတ်ရှည်ရခြင်းဟိုတီးခံရခြင်းကိုပြောပြခြင်းတာဒါသေးလေးပဲရှိသေးတယ်ဘာဖြစ်လို့လဲအဲ့ဒီကနေအပူကဝင်လာဒါကြောင့်မလို့အဲ့ဒီအပူတွေကောင်းတာအများကြီးရှိပါတယ်ဆရာဒီပေသူစိတ်သားဟင်းကောင်းချက်တတ်တယ်ဟိုဘယ်လိုမျိုးစက်သားဟိုပြင်ဖားတာဘာလို့လဲစိတ်သားဟင်းသူကောင်းချက်တတ်တယ်စက်သားဘူးဒီစက်သားအာလူသူကောင်းချက်တတ်တယ်ဟုတ်တော့ကျမနဲ့ရတော့ဆိုလို့ရှိရင်သူတန့်ရှင်းကောင်းမလုပ်တတ်ဘူးကျမညစ်ပတ်တာဆိုတစ်စက်မှမကြိုက်ဆိုတော့ကျမတနေ့အလုပ်သွားပြီးပြန်လာတော့နေ့အမေပြန်လာရင်စားဖို့တဲ့ငါ6သေးလေးကိုရေခဲတက်တာမှာရှိတဲ့ဟင်းသီးဟင်းနဲ့အကုန်ရောချက်ထားတာပြီးတော့အပြင်ကနေတော့လေငပိတောင်ထောင်းထားတာအပြင်ကနေအနံ့ရနေတယ်ဝင်လာနေပြီးတော့သားမီး2ယောက်လေတပည့်စီကသားဖ2ယောက်အခုကဂျီဒီပဲမွေးသေးတယ်ဆိုတော့အကြီးကောင်လည်းတပည့်စီလဲထားတာဝင်လာတာနဲ့ကျမနှုတ်သားဖတပည့်စီမလဲဘူးလားအိမ်ကလည်းနန်စော်နာအမသူတို့အတက်နိုင်ဆုံးတပည့်စီကိုလဲထားတာဘယ်မှာဆိုခုံအောက်ထဲမှာသွင်းလာတာအမိုက်ကိုဆိုတော့သူတို့ပြောချင်တာကမိန်းမတွေကပတုလုပ်တယ်တဲ့ဒါကြောင့်မလို့ကျမကပြောတယ်လေဟိုတယ်ဖွင့်တဲ့လူတွေပါတယ်ရှိတယ်လေငါလေတန့်ရှင်ရေးလေအလကားပဲလာပြီးတော့စစ်စေးလုပ်ဖို့ငါ့ကိုခေါ်လို့လက်ကမပေးနဲ့အလကားလာလုပ်ပေးမယ်နောက်ရန်ကုန်မြို့မှာဆိုမှတော့ဟိုတိုက်တစ်ခုနဲ့ကြာအမိုက်ပုံနေလေအဲ့ဒီမြူနီစပယ်အဲ့ဒီတန့်ရှင်လုပ်ဖို့လေလက်ကမပေးနဲ့ငါ့ကိုခေါ်ရန်တော့လုပ်ပေးချင်တာဆိုတော့ဒါပေမဲ့တခုကောင်းသွားတာရောဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းကျတော့ဆရာဒီဘကအမလေးသဲလေးလမ်းလျှောက်လို့အမုံလေးတမုံသဲလေးတစ်ခုဥစားလုပ်ဖြစ်အောင် तू မနေတတ်တော့ဘူးဖြစ်တယ်အခုကျတော့ကိုတန့်လာတယ် तू ပိုဖိုးတန့်ဖြစ်သွားပြီဖိုးတန့်ဖြစ်သွားပြီအိမ်ပြန်လာသူများတွေကမေးတယ်လေမခနေတာမှာဆိုလဲဆရာဒီဘက်ကမပြန်လာဘူးလားအိုးမပြန်လာတာကောင်းတယ်လို့ဘာဖြစ်လို့လဲဆိုလို့ရှိရင် तू ပြန်လာမယ်ဆိုလေတန့်ရှင်ရအတကုံလောက်ထားပြီးနော်အဲ့ဒါဟိုနေရာကဘာဖြစ်လို့ဒီနေရာဘာဖြစ်လို့အေးပလဲအဲ့ဒါလေးနင်းတင်တာအဲ့ဒါနင်းတင်တာကိုပဲပြောတော့နင်းတင်တာပြီးတော့နောက်တော့ဘယ်လိုလုပ်ရလဲဆိုဘုရားသခင်ဒီသားပြန်လာမှလေကောင်းကင်တမန်တွေကိုယ်တိုင်ပဲကြိုပေးတော့လို့တရှင်သုံးရင်တော့ပဲကိုယ်တိုင်ကြိုပေးတော့လို့မခံစားနိုင်လို့အဲ့ဒီဟာကိုလူတွေကမသိဘူးလူတွေသိအောင်လူတွေကမသိဘူးပြောချင်တာဆိုတော့ဒါပေမဲ့ရွေးချယ်ရတာပြောချင်တာခုနကတော့ဟင်းလေးပြဿနာဟင်းရသူတို့ကတော့သဘောယုံနဲ့ပြောချင်တာဖြစ်လိမ့်မယ်နော်ပြောချင်တာကဟိုသူတို့အတွက်တိတ်ကြီးကျယ်တယ်လို့ဟိုမခံယူလို့ဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကိုယ့်အတွက်ကြတော့အမောကဖောက်နေပြီအမျိုးစုံချက်ထားတာပြီးလို့ရှိရင်ဇပွဲဘောတင်ထားပေးရတယ်ပြီးဒါမကောင်းလို့မပြောဟိုဟာနဲ့ဆိုစိတ်ကတိတ်မကောင်းရင်မစားနဲ့ကွာတလုံးနဲ့ထွက်လို့ရတယ်မကောင်းရင်မစားနဲ့ဆိုရင်သူတယောက်ပဲရှိတာမဟုတ်လေဘေးမှာခလေးလည်းရှိတယ်ရောက်ခမလည်းရှိတယ်ထမင်းဝိုင်းမှာဆိုတော့โอเคဆိုတာကိုယ့်ကိုပဲလှုပ်ယူရတာโอเคဘာလုပ်ရလဲတဲ့ပလဲကိုကောင်းကြီးပဲကိုရွေးယူမယ်ကိုကောင်းကြီးပဲကိုရွေးယူပါတင်တို့ဘာလှုပ်စိတ်နှလုံးစေတနာနဲ့လှုပ်လူမျက်နာရဖို့မလှုပ်နဲ့စိတ်နှလုံးစေတနာနဲ့လှုပ်အကျိုးကြီးတယ်ဆိုတာကိုပြောပြချင်တယ်နော်ဖခင်သခင်ရှေ့မှာအကျိုးကြီးတယ်ပြီးဆရာဒီဘက်က तू ကမှ business သမားတွေဘာတွေနဲ့ပေါင်းဟိုလူနဲ့ပေါင်းဒီလူနဲ့ပေါင်းတော့နေ့မှာဘာ business mindset ရှိလဲတဲ့ကျမတို့ तू ကနေ့ရဲ့ purpose ကဘာလဲတဲ့ तू ကမေးတယ်ရောကျမကလည်းပြောလိုက်တယ်တကဘာလုံးကိုဘာလဲ prophet ပြုနေတာသူများကိုလက်တင်တာဆုတောင်းပေးတာကိုမိမရဲ့ purpose ကဘာလဲမသိဘူးလားလို့ပြောချင်တာလေno ဒါမဟုတ်ဘူးအိမ်တောင်ထဲမှာအသက်တာထဲမှာဖြစ်တတ်တဲ့အရာကိုပြောပြချင်တာဒါကြောင့်မလို့တခါတလေမှာဖခင်ကအဲ့ဒီချိန်မှာကျွန်မကိုဘာတင်ပေးလဲသိလားဖ
ဖះသခင်လူတွေပြောနေတဲ့ business တွေလုပ်နေတာတို့ဘာတို့ညာတို့ပေါ့နော်ဥမာကုမ္ပဏီမှာလှလှလေးထိုင်ပြီးတော့ဟို office မှာလှလှလေးထိုင်ပြီးတော့ကုမ္ပဏီသွားနေတဲ့လူတွေသမီးလည်းဖြစ်ချင်တာပေါ့သမီးလည်းလုပ်ချင်တာပေါ့ဖះသခင်ကဘာပြောလဲနေ့ရဲ့ business နှစ်သားသမီးနဲ့နေအတူရှိပြီးတော့သူတို့ကိုကြည့်ရှုပြုစုနေခြင်းနေ့ရောက်ခမကိုကြည့်ရှုပြုစုနေခြင်းနေ့ရဲ့ business အဲ့ဒါပလဲအဲ့ဒါနေ့ရဲ့ business ရင်းရတယ်ဟမ်ထင်တာဘာလုံးဆရာမရှိဘူးပေါ့အမလေးမမရိုဆရာမအန်တီရိုအရင်ချစ်ကြတာအန်တီဘာလာလုပ်ပေးရမလဲလာနေကြည့်ပါတပတ်လောက်ကျမပြောတယ်တောင်းလည်းအရင်ချစ်ဆရာလည်းအရင်ချစ်အရင်ချက်ပေးချင်ကြတာအရင်အိုးလာခဲ့ကျမပြောတယ်လေရင်ကားပါထုတ်ပေးမယ်သတ်မှတ်ထားတဲ့လသတ်မှတ်ထားတဲ့အချိန်မပြည့်ပဲနဲ့ပြန်ရော်ကြီးပြန်ပေးရမှာဟုတ်တယ်ကျမပြောတယ်လေအရင်ချစ်တာတော့အနီတော့လာချက်ပေးချင်တာကျမပြောတယ်နင်တို့မလုပ်တတ်ဘူးအမလေးသူကဘလို့ဆိုကျမပြောတယ်လာနေရောညရောလေတန်ရက်လောက်ပဲလာကြည့်လိုက်နေကောညကောနေဘိုင်းပဲမရဘူးညဘိုင်းပါဆိုတော့ပြောချင်တာကချစ်လို့ပေါ့နော်လူတွေကလည်းချစ်လို့လေဒါပေမဲ့ပြောချင်တာက business ကတယောက်နဲ့တယောက်မတူပါဘူးလူတိုင်းမှာတင်တော့အခုငုတ်တုတ်ထိုင်နေလဲတချို့ငါအလုပ်မရှိဘူးအလုံးမရှိစေတာတင်ငါဖယားမှာအလုံးရှိတယ်ဆိုတာကိုမိတ္တခါရဖွဲဖို့ရန်အတွက်တင်ကိုအချိန်ပေးနေတာလေတင်ကိုအချိန်ပေးနေတာလေအဲ့ဒါဖယားနဲ့အချိန်ပေးနေတာလဲ business တစ်ခုပဲเนาะအဲ့ဒါရင်းနှီးမြုပ်နှံနေရတာဖယားရဲ့စကားကိုကြားဖို့တရှင်တော်ဝိညာဉ်တော်ရဲ့အလေးလာကိုသိဖို့တရှင်တော်ဝိညာဉ်တော်ရှိချောင်းကိုသိဖို့တင်ရင်းနှီးမြုပ်နှံရတယ်ဒီမှာကျဘယ်လိုပြောမလဲဖယားကိုသိဖို့အဲ့ဘယ်လိုပြောမလဲဟိုဝิญဉ်ရေးရမှာတိုးတက်လာဖို့အလကားတစ်ခုမှမရဘူးနော်ဖယားသခင်စီမှာအလကားတစ်ခုမှမရဘူးနော်နှုတ်ကပတ်တော်ထဲမှာကဲယောဘရဲ့အသက်တာလူတိုင်းသိတယ်ဟိုကျမစဉ်းစားကြည့်တယ်ပတ်စံလည်းရှိတယ်တာသမီလည်းရှိတယ်အချွေရန်လည်းရှိတယ်ကျွဲတွေနားတွေကလည်းရေတွက်လို့မကုန်အောင်ရှိတယ်ဖယားကိုသိတဲ့သားဖြစ်တယ်ဟမ်သူ့အနေနဲ့ကြည့်ဘာအပူရှိလဲဘာအပူမှမရှိဘူးဒါမဲ့လာပြီအပူရလာတာဟမ်တဘရိတ်ထဲမှာလာတာတဘရိတ်ထဲမှာလာတာကုံရောကုံလာလားမပြီးဘူးတခါတည်းအသားပေါ်မှာအသားပေါ်မှာအသားသူပြောတယ်ရည်ရွယ်လျက်ရှိဆိုစဉ်းစားကြည့်ကြအိုးနာရများအပြည်တွေထွက်ကုတ်เสียနေရမရှိဘလောက်နာလဲတင်တော့တယောက်မှအဲ့လိုမနာဘူးသေးဘူးဒီထဲမှာပါတယ်လူတွေတယောက်မှမနာဘူးသေးဘူးတယောက်မှမနာဘူးအဲ့လိုမျိုးအလုံးမရှိတာနာစရာလားအလုံးမရှိရင်လေတင်မဆုတောင်းခြင်းဆိုတော့မှလေစံစာအုပ်လေးချင်းပေါ့တင်တော့အဖေအကောင်းဆုံးကိုလှုပ်ထားပေးလို့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဖယားသမီးတွေထိုစကားတော့မပြောချင်ကြအောင်ထိုစကားတော့မပြောချင်ငါအလုံးမရှိငါအလုံးရှာပေးပါဦးအရင်ပြောဟိုမှာအဖေဖုန်းခေါ်လာလိမ့်မယ်ကဲရေဟိုမှာသမရအကြံဉာဏ်ပေးဖို့နေရာလွတ်နေတယ်အဲ့ဒါကလေကောင်းအောင်နားထောင်ကောင်းအောင်ပြောပြနေတာမဟုတ်ဘူးအသက်တာမှာလက်တွေ့မလို့နော်အခုဒီမှာလာထိုင်နေတယ်ပရိသတ်တွေရှိတယ်ကျမလည်းအရင်တော့ပရိသတ်ပဲဒါပေမဲ့မမျော်လင့်ပါဘူးဒီလိုမျိုးနှုတ်ကပတ်တော်ပြောရမယ်ပါမယ်ဒါပေမဲ့ပြင်ဆင်တယ်ငါတနေ့အမှုတော်ဆောင်တွေအများကြီးရှိတယ်ဟောနေတဲ့လူတွေအများကြီးရှိတယ်ငါဟောတဲ့ခါကျရင်လေဘုရားသခင်ကောင်းမြတ်ကြောင်းကလွဲလို့ဘာအကြောင်းမှမပြောချင်ဘူးနှုတ်ကပတ်တော်တွေကကောင်းမြတ်ကြောင်းကလွဲလို့ငါဘာမှမပြောချင်ဘူးဘာဖြစ်လဲတဲ့ကျမကလေမပြောတော့ဘူးဆိုတော့အခုပဲပြောတာလေဘုရားကောင်းမြတ်ကြောင်းပဲပြောမယ်လို့ပြောတဲ့အတွက်ကြောင့်ဘာဖြစ်လို့လဲဆိုတော့ဘုရားကိုသိတဲ့သမီးတွေသားတွေဘုရားကောင်းမြတ်ကြောင်းပဲပြောပါသူများဘာဖြစ်တယ်ညာဖြစ်တာကလေမထူးလေတင်တော့ပြောနေမှာတော့တင်လည်းအဲ့လိုပဲဖြစ်နေလားမသိဘူးအဲ့လိုပဲကျမကဆရာဒီဘက်ကိုလည်းပြောတယ်အမြဲတမ်းနှုတ်ကပတ်တော်ပြောရင် तू ကတခါကျချစ်ပြီးတော့အဆိုတော်ဘသူနာမည်တက်ပြီးတော့ပြောတာတော့ तू ရှိတယ်လေ तू ကတော့စိတ်နှလုံးစေတနာနဲ့ပြောတာအဆိုတော်တွေကဘာပြောလဲဆိုလို့ရှိရင်ကျမကသူ့ကိုပြောတယ်နောက်ပြီးတော့ तू စတာထွက်တာနဲ့ဟိုမှာဒီအမှုတော်ခြေစုံပြည့်ဝင်မယ်လို့ तू ပြောတဲ့အခါမှာ
အလုတ်ထွက်မယ်လို့ तू ပြောတဲ့အခါမှာ तू ကကျမကိုပြန်လာပြောတယ်မာမီတဲ့ तू အလုတ်ထွက်တော့မယ်ပေါ့နော်အမှုတော်မြတ်ထဲမှာခြေစုံပြည့်ဝင်မယ်အစင်ပြေလား तू ကကျမပြောပြေတယ်လို့ကျမကပြောတယ်နင့်ကိုယူတယ်ဟိုကအမှုတော်ဆောင်ဖို့အတွက်ပဲဖြစ်တယ်နောက်တစ်ခု तू မသိတာကသူ့ကိုယူမှမဟုတ်ဘူးဘလို့လူမျိုးယူအမှုတော်ဆောင်ဖို့အတွက်ပဲဖြစ်တယ်တခါကြရင်လေ no မသိဘူးနော်ယောက်ျားတွေရဲ့မာနကြီးခြင်းယောက်ျားတွေရဲ့သူတို့မှာရှိတဲ့ secret ကိုတရားရာဂိုင်နှုန်းကျမတို့မသိဘူးဒါပေမဲ့တတ်ရှင်သောဝိညာဉ်တော်သိတယ်ကျမတို့သိတယ်ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကပေါ့နော်ဥမာသူတို့ရဲ့ဇနီးတဲ့လားအမျိုးသားလားအဆိုတော်ဖြစ်ခြင်းကိုတရားအရန်ဂုဏ်ယူတယ်ကွာ proud လုပ်တယ်ကွာဆရာဒီဘက်ကလည်းတစ်ခါကြတယ် तू ကလေသူ့ရဲ့မိန်းမဖြစ်ခြင်းကို तू ကဂုဏ်ယူစေချင်တယ်နဲ့တူတယ်ကျမကလည်းအဲ့လိုမျိုးစိတ်မရှိဘူးတစ်စက်မကိုစဉ်းတော့မစဉ်းစားအောင်ပြောချင်တာကစဉ်းတော့မစဉ်းစားမိဘူးအဲ့လိုမျိုးကျမကဘာဝဲဂုဏ်ယူချင်တာလဲဆိုတော့ချီးမြှင့်ခြင်းချီးမြှောက်ခြင်းတစ်ခုချင်းတိုင်းကဖယားသခင်ကြောင့်ဖြစ်တယ်ဖယားကြောင့်ပဲဖြစ်တယ်ဆိုတာကိုပဲနှလုံးထဲမှာရှိတာနင်းကြောင့်ငါဒီလိုမျိုးဟိုပစားပေးခံတယ်ကျမအဲ့လိုမျိုးတည်းမှာမရှိဘူးတွေးလည်းမတွေးဘူးဆိုတော့လေကျမသားသမီး3ယောက်လုံးကလည်းအဲ့ဒါလည်းမပါလာဘူးတယောက်မှဆိုတော့အဖေမိတ်ဆက်ပေးမှာပြီးလို့ရှိရင်လေဆရာဒီဘစ်ရဲ့သမီးတွေဖြစ်လို့သားတွေဖြစ်လို့လာခင်တာလာချက်တာကိုသူတို့မလိုချင်သူတို့မကြိုက်ဘူးဒါကြောင့်မို့အနောက်မှာပဲသူတို့နေတယ်အနောက်မှာပဲသူတို့နေတယ်ဘာဖြစ်ဆိုတော့ငငယ်တွေကမျိုးစေ့ကိုချပေးတာဘာလဲဘလို့လူမျိုးဖြစ်ဖြစ်ဖယားကိုသိတဲ့လူပဲဖြစ်မသိတဲ့လူပဲဖြစ်စင်းရဲတဲ့လူပဲဖြစ်ချမ်းသာတဲ့လူပဲဖြစ် respect ပေးတတ်ဖို့ဒန်းတူဆက်ဆံတတ်ဖို့လွတ်တောင်းမလုပ်ဖို့ဘာဖြစ်လဲကျမတို့ကြီးလာတဲ့နိုင်ငံနေရာအရက်ကလေလူကိုအရန်လွတ်တောင်းလုပ်တယ်လူကိုသူနဲ့လည်းမသိကိုကြည့်တာဟိုခြေထောက်ကနေခေါင်းထိပြီးအရွယ်နဲ့ကြည့်သွားတယ်ဘာလဲသူနဲ့လည်းကိုနဲ့လည်းမသိကိုအကြောင်းလည်းသူမသိသူ့အကြောင်းလည်းကိုမသိဒါပေမဲ့လူဖြစ်တော့ကြောက်ဟိုဘယ်လဲငယ်တော့ကပေါ့နော်ငယ်တော့ဆို5 6တန်းဆိုနင်ကအဲ့လိုကြည့်လာငါလည်းကြည့်တတ်တယ်ပေါ့ဒါပေမဲ့ဖျားကိုတိလာတဲ့အခါကျတော့โอเคငါနင်ကြည့်သလိုငါလည်းကြည့်တတ်တယ်နော်ဒါပေမဲ့ငါမလုပ်ဘူးဆိုတဲ့အရာကဖျားကြောက်တာမဟုတ်ရင်လုံမှာနှုတ်ကပတ်တော်မရှိရင်လုံမှာနှုတ်ကပတ်တော်ရှိနေတလန်းနဲ့တောင်မှအနှုတ်လက္ခဏာလုံနေတဲ့လူတွေတပုံကြီးအနှုတ်လက္ခဏာဆိုတဲ့အရာမှာမောင်မိုက်ဖြစ်စေတဲ့အရာတွေမျိုးစေ့ကျဲတဲ့အရာတွေဒါပေမဲ့ကျေးဇူးတော်ကာလမှာတင်တို့ရွေးချယ်ပါเนาะတင်တို့ရွေးချယ်ပါဖယားသခင်ကဒါကြောင့်မလို့ပူပန်ခြင်းဟာเนาะဘယ်လိုပြောမလဲဟိုကြောင်းတက်စရာလိုလာပူပန်ခြင်းတင်တန်းကြောင်းတက်ကြစို့ဘယ်သူမှကြောင်းမဖွင့်ဘူးကျော်တို့ဖွင့်ချင်လားမသိဆရာကနေဒါကြောင့်မလို့ပူပန်ခြင်းတင်တန်းကြောင်းမရှိဘူးเนาะအနုလက္ခဏာနဲ့ပြည့်နေတဲ့ကြောင်းဘယ်သူမှမဖွင့်ဘူးအော်တိုအမလေးမပူနဲ့လို့ပြောရင်တော့မှအော်တိုလေထိုင်နေတဲ့အခုမှအပူတွေစဉ်းစားနေတဲ့လူအများကြီးပဲဟမ်ငါပြန်လို့ရှိရင်ငါသမီးဘာနဲ့စားမလဲငါသားငါ့ကိုဘာပြောမလဲငါယောက်ျားဘာပြောမလဲတယောက်တစ်မျိုးစီလေ no ဖယားသခင်ကဘာလုပ်ခိုင်းစေချင်တာလဲဆိုလို့ရှိရင်အပူဆိုတဲ့အနုလက္ခဏာဝင်လာတာနဲ့ stop ငါအဖေကအပူဆိုတဲ့အရာကိုပေးဖို့ငါ့ကိုဖန်ဆင်းတာမဟုတ်ဘူးဆိုတော့နှလုံးသားနဲ့တွားရတာရွေးချယ်ရတာเนาะဒါကြောင့်မလို့အပူအမျိုးမျိုးမတူဘူးဒါပေမဲ့ထိုပူပန်ခြင်းတစ်ခုစီတိုင်းကိုနိုင်တဲ့သခင်ယေရှုခရစ်တော်ရှိတယ်เนาะသခင်ယေရှုခရစ်တော်ရှိတယ်เนาะနောက်ဘာပြောသေးလဲမနေ့ကကျွန်မပြောသွားသေးတယ်ထိုကြောက်ကိုအမိပြုတော်သူသည်ရှက်ကြောက်ခြင်းမရှိနိုင်ရတဲ့ဟမ်ရှက်ကြောက်ခြင်းဆိုတာကလူတွေထင်တာလေမလေးဟိုဗလဲအင်ကြီးဒီခစ်တီကာလာတော့သူတို့ကကိုလုံးတီးသွားလဲမရှက်တော့တဲ့ကာလမရှက်ဘူးဒီခစ်တီကာလာမှာမကြောက်လည်းမကြောက်ဘူးဟမ်ဒါပေမဲ့ထိုကြောက်ကိုအမိပြုတော်သူသည်ရှက်ကြောက်ခြင်းမရှိနိုင်ရလို့ပြောတဲ့အရာကကျမကဘာခံယူလဲဆိုလို့ရှိရင်တစ်ချိန်မှာလေထာဝရကာလမှာထာဝရဘုရားကိုကိုးကွယ်ရမယ်အချိန်ရှိတယ်ရောက်လာမယ်လူတိုင်းအတွက်အဲ့ဒီအခါမှာသင်ကထိုကြောက်တီးဟူသောယေရှုခရစ်တော်ကိုနှလုံးသားအကျွမ်းမဲ့နဲ့သင်မသိတာရင်ဗျံအရှက်ကွဲတာကထာဝရငရဲမိထဲမှာကျွတ်ကြော်ဟမ်ကျွတ်ကိုကြော်မသေးလည်းမသေးတတ်တော့အမှကွဲတာအရှက်ကဒါကြောင့်မလို့ထိုကြောက်တီးဟူသောယေရှုခရစ်တော်က3 ရက်မြောက်နေ့မှာရှင်ပြန်ထမြောက်စေတဲ့ထာဝရဘုရားကပဲသခင်ယေရှုခရစ်တော်ဘုရားကို3 ရက်မြောက်နေ့မှာပြန်နေရှင်ပြန်ထမြောက်စေခဲ့တာเนาะထိုရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်လက်ခံတဲ့လူကားတဲ့ကယ်တင်ခြင်းရမယ်တဲ့က
ကဲတင်ချင်းကိုယုံကြည်လက်ခံတဲ့လူကလည်းနှုတ်နဲ့ဝန်ခံရမယ်တဲ့ဒါကြောင့်မလို့ထိုကြောက်ကိုသိဖို့အတွက်ကနှုတ်နဲ့ဝန်ခံရမယ်နှုတ်နဲ့ဝန်ခံရမယ်ဒါကြောင့်မလို့ခရစ်တော်ကိုသိတယ်လို့ပြောတဲ့သားသမီးတွေခရစ်တော်ကိုယုံကြည်တယ်ဆိုတဲ့သားသမီးတွေတင်တို့ဘလို့ယုံကြည်တာလဲတင်ကိုတင်ပြန်မေးပါဖခင်ကြောင့်အပတ်တိုင်းလာတယ်သိတယ်လို့မသိတယ်လို့ကိုးကွယ်တယ်လို့မကိုးကွယ်တယ်လို့ချစ်တယ်လို့မချစ်တယ်လို့ဘာဖြစ်လဲသိလားကိုယ့်အနေကိုယ်အဲ့တိုင်းဖြစ်နေလို့ဒါကြောင့်မလို့ထိုဖခင်ကိုစိတ်နှလုံးအကျွမ်းမဲ့သိသွားတဲ့လူကနောက်တစ်စက္ကန့်ဘာဖြစ်မလဲဟိုစိတ်ချတယ်ကျမဆိုပုံဖော်ထားတာအိုးဖခင်သခင်ဗျာဒိတ်မှာဆရာရေးထားတယ်ဟုတ်အိုးလမ်းကသလင်းနဲ့လှုပ်ထားတဲ့လမ်းအိုးတကားပေါက်ကဝင်ချင်းပလဲကိုမြင်ရမယ်လူတွေကတချို့လူကပြောတယ်ပလဲကိုမကြိုက်ဘူးကျမကကြိုက်တယ်ပလဲကိုအမှန်ကကျမမွေးတဲ့ရက်မှာမိုးကအရမ်းရွာတာဒီစီမှာတရက်နေ့ကမိုးကအရမ်းရွာမိုးကချုံတော့ဗမာပြည်မှာနေတယ်ဆိုတော့အဖေကမိုးတန်တာဦးလို့နာမည်ပေးတာဒါပေမဲ့အိမ်ကိုပြန်တော့ကျမအဖေကစိန်ပလဲသူ့ကိုချစ်စနိုးနဲ့အဖိုးအဖွားတွေခေါ်တာကစိန်ပလဲဒါပေမဲ့ကျမအဖေနဲ့တူတော့အကုန်လုံးကပလဲသမီးကနေတော့မေပလဲဖြစ်သွားတာဒါနဲ့ကျောင်းနာမည်ရောအိမ်နာမည်ရောရက်ကွက်နာမည်ရောအခုတရုံဝင်နာမည်ကနမ်းမေပလဲနမ်းမေဖန်းဆိုတော့တချို့လူကပလဲကိုမကြိုက်ဘူးတဲ့ကိုကိုမကြိုက်လို့သူကပလဲမကြိုက်ဘူးဖြစ်တာလေကျမကကြိုက်တယ်ပလဲကတခြားအကြောက်နဲ့မတူဘူးနော်ဘာဖြစ်လို့လဲသိလားပလဲကဘသူဝုတ်လှတယ်နောက်ပြီးတော့အသားမဲတဲ့လူပဲဝုတ်အသားညိုတဲ့လူပဲဖြစ်အသားဖြူတဲ့လူပဲဘယင်ပဲဝုတ်ဘလို့လူမျိုးဝုတ်လှတယ်ပြီးရင်တခြားကြောက်တွေဝုတ်ရင်အယောင်လိုသေးတယ်လေဘယ်အဝတ်အစားအယောင်ဝုတ်မှဒီအစိမ်းရောင်နဲ့လိုက်မယ်အပြာရောင်နဲ့လိုက်မယ် no ပလဲကတင်ပါနဲ့ဝုတ်လိုက်တယ်ဒါကြောင့်မလို့ကောင်းကင်နိုင်ငံရောက်ရင်လည်းပဲဝင်ရမယ့်တကား12ပေါက်ကပလဲကိုပဲအရင်ဖြတ်ရမှာဆိုတော့ကျမကဒါကြောင့်မလို့တင့်ကိုပေးထားတဲ့နာမည်နော်ငါနာမည်ကဘာကြီးလဲမသိဘူးမကြိုက်ဘူး no ဘလို့နာမည်ဖြစ်ဖြစ်တန်ဖိုးရှိတယ်ဘုရားသခင်ရှေ့မှာဘုရားသခင်ရှေ့မှာတန်ဖိုးရှိတယ်နော်ဥမာကနေ no ဘုရားသခင်အတွက်အဓိပ္ပာယ်ရှိနေမှာပေါ့ဟုတ်တယ်ဟုတ်တန်ဖိုးရှိတဲ့နာမည်ဖြစ်တယ်တင်မဲ့တစ်ကုတ်တင်နာမည်ကိုတင်ပရောဖက်ပြုအနုလက္ခဏာဖြစ်နေတဲ့နာမည်ဖြစ်နေအောင်မှာတန်ဖိုးရှိတဲ့နာမည်ဖြစ်တယ်ဒါကြောင့်မလို့စဉ်းစားတယ်လေအိုးဒီလောက်လာတဲ့လူတွေကသေမှာကြောက်တာသေမှာမနေ့ဖြစ်သေမှာကြောက်တယ်ကြောက်လို့ပဲလေဆေးတွေအမျိုးမျိုးစားကြတယ်ဆေးတွေအများမျိုးထိုးကြတယ် exercise လုပ်တယ်အကောင်းစားတယ်ငါကြီးကျင်စီတင်းကျင်စီနေမတူတယ်နောက်တစ်မိနစ်ဘာဖြစ်မလဲမသိဘူးရေတောက်နေတယ်ဘယ်သူမှဘာမှဘလောက် body guard တွေထားဟုတ်တော့ကိုယ့်ကိုရေချိုးကနေမှဝေနေဟိုနှာခေါင်းထဲမှာရေကဝေသွားတာအပေါက်ကချော်သွားတော့ကိုယ့်ဝဲပလက်လန်လဲရောအဲ့ဒီမှာဆိုတော့ no ဒါကြောင့်မလို့ကွယ်ကာယာကြောက်ကိုတော်ဖြစ်တည်တဲ့ကွယ်ကာယာကြောက်ကကိုတော်ပဲဖြစ်တယ်နော်တင်တို့စက္ကန့်နဲ့မိနစ်တိုင်းမှာထွက်လာတော့ကြော့ဖျားကိုလည်းမချီမွန်အားဖျားလက်ထဲလည်းမထည့်အားပြီး body ကရောက်1000မကောက်ဘူးပယောစိတ်တကောင်ကိုက်နေတင်လဲကြသွားနိုင်တယ်ဒီမှာဟုတ်တယ်ဟုတ် body ကမမြင်နိုင်ဘူးအဲ့ဒီပယောစိတ်တကောင်ကိုဖျားပဲမြင်တယ်ဖျားပဲကွယ်ကာထားပေးလို့ရတာဒါကြောင့်မလို့တင်တို့ကိုစိတ်ချမှုရှိစေချင်တာကတင်မအောင်မကြောက်ပါနဲ့ထိုကြောက်ကိုအမိပြုတော်သူသည်ရှက်ကြောက်ခြင်းမရှိနိုင်ရဆိုတာယနေ့အသက်ရှင်ခြင်းအချိန်မှာကောတမလွန်အချိန်မှာကော100%နှုန်းအလှပဆုံးပဲစဉ်းစားကြည့်တမလွန်မှာတော့အလှဆုံးသူလောက်ထားတယ်ရှောက်ရမယ်လန်နေရမယ်နေရစဉ်းစားတာနဲ့လေအရန်လှလို့ကျမအရန်ဥစားလေဒါကြောင့်မလို့သူများတွေကမှခေါ်ခြင်းခံရပြီးပါပြီဆိုရင်ကျမရောက်ခမအမျိုးဆိုတစ်ချဲလို့တယောက်သိတယ်လေသိတော့ကျမရောက်ခမတစ်ချဲလို့ငိုရတယ်လေဟိုဘသူကသိမြန်ပြီးပလဲအန်ဒီမပူနဲ့သူတို့ကလေစောစီသွားတာတော့လေသူတို့ကဟိုမှာအင်ရှင်တွေဖြစ်ရောဟုတ်တယ်ဟုတ်အင်ရှင်ဖြစ်တော့ကျမတို့သွားတဲ့ခါကျတော့သူတို့ဒီမှာတော့ဝင်နေလိုက်ရောမဲ့သူတို့ကကျမတို့ကြိုရုံမဲ့လို့ကျမအဲ့လိုပဲစဉ်းစားတာဥမာကျမတငယ်ချင်းထထိုက်ဆိုကျမတခါကြလေထထိုက်ငါလာတာနဲ့နေလာကြိုနော်ငါပြောတယ်လေနေဟိုမှာဖះနေငါနေဖို့နေရတယ်တန့်ရှင်းလုပ်ဖို့တို့ဘာတို့ညာဖို့တို့နင်တို့တွေအရင်သွားရတယ်ဆိုတော့ငါလာတာနဲ့နင်တို့ကြိုဖို့ရအပြောင်းဝဲဖြစ်တယ်ကိုအားမပေးဘူးလားအားပေးမလဲတော်ရီသွားတဲ့လူကသွားပြီးတငိုနေဘယ်သူမှမငိုနိုင်ဘူးငါတလားတော့ပြအောင်မငိုကြဘူးတယောက်မှတတိတော့ရတယ်ဘယ်သူမှမငိုဘူးပြောတာနော်ဟိုရှိနေတဲ့အခါမှာအတူတူရှိခဲ့တဲ့အခါမှာအတူတူစားခဲ့တဲ့အခါမှာအတူတူစိတ်ဆိုးစိတ်ကောက်တဲ့အခါတွေတတိရတော့ငိုတယ်လေနော်ငိုတယ်ဒါပေမဲ့ခဏပဲပြီးအကုန်လုံးကမေးပျောက်ဖြစ်သွားတာဒါပေမဲ့ဒါကြောင့်မို့ကိုယ့်ရဲ့အသက်တာမှာလည်းမကောင်းမသိတဲ့အရာတွေကလည်းခဏပဲကောင်းမြတ်တဲ့အရာက
ဒီနေ့မှာကောင်းမြတ်တဲ့အရာကငါကြမ်းကြမ်းမှနေမယ်ငါကြမ်းကြမ်းမှဘာဖြစ်လို့ဆိုဖခင်သခင်ပြောလေနေ့ရက်တဲ့နှစ်တာမှာဂယုဏတော်တဲ့နှစ်တူအသက်ပဲပေးခြင်းနဲ့ဖခင်အသက်ပဲပေးခြင်းနဲ့ထူတဲ့အရာမှာအထူးသဖြင့်ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းပတ်စံပေးလို့မဝယ်လို့မရဘူးနော်တထေးတွေအများကြီးရှိတယ်စင်ရဲသားရှိတယ်မစင်မရဲရှိတယ်ဒါပေမဲ့အကုန်လုံးကသူ့အပူနဲ့သူ့ကျွဲယေရှုသာမရှိရင်အပူကတယောက်နဲ့တစ်မျိုးတယောက်နဲ့တယောက်မတူဘူးတယောက်နဲ့တယောက်ကမတူဘူးအခုအမှုတော်ဆောင်တွေကစဟာလေလုယာ praise lord ဆရာအယံခွန်အားရတယ်။အိုးလာပြီးတော့နှုတ်ဆက်တဲ့လူရောအောက်မှာရှိတဲ့ပရိသတ်ကလည်းအားပေးတယ်။ဒါပေမဲ့ तू ကဒါဟိုဘယ်လိုပြောမလဲဟာလေလုယာ praise lord အော်နေပေမဲ့သူ့ရဲ့အထဲမှာဘယ်လိုပြောမလဲဘာအပူရှိနေလဲဆိုတာကသူ့ကိုယ်သူအသိဆုံးပဲ။ဒါကြောင့်မလို့အပူချင်းမတူဘူး။ထိုအပူတွေရဲ့အထက်မှာရှိတဲ့ယေရှုခရစ်တော်ကိုတော့သင်တို့လိုအပ်တယ်။သင်တို့ခေါ်ချင်မခေါ်ချင်အဖေဒါမှမဟုတ်လို့ရှိရင်အဖဒါမှမဟုတ်လို့ရှိရင်တငယ်ချင်းဟုတ်တယ်ဟုတ်အမအခုဒီခတိကာလာဆိုရင်နော်ဟိုပြဿနာတွေဇလန်တွဲတွေကဒီအိမ်တော်ကြီးပြဿနာတွေကြီးပဲဆီယာမမကြည့်ချင်ဘူးအဲ့ဒီမျက်နှာကိုမိုးလင်းတာနဲ့တွေ့ရတယ်ဘလို့လုံးမလဲတဲ့ဆိုတော့ကျမပြောလိုက်တယ်လေမိုးလင်းတွေ့ရမှာပေါ့ဘာဖြစ်လို့ဆိုတော့နေမဲ့ရွေးချယ်တာလေတွေ့ရမယ်ဒါပေမဲ့တခုပဲရှိတယ်လေလို့ကျမတို့ကတခါတလေရည်ကျမအတွေ့အကြုံနဲ့ကျမပေါ့နော်ကျမကလည်းသူ့ပြောပြလိုက်တယ်လေနင်းလို့သူ့ကိုကြည့်နေလိုက်တဲ့ခါမှာလို့နင်းတခါကြလို့ရှိရင်နင်းကြိုက်တဲ့မင်းသားရှိတယ်မဟုတ်လားလို့နင်းကြိုက်တဲ့မင်းသားနင်းကိုသိလားမသိဘူးနင်းရောသူ့ကိုသိလားမသိဘူးဒါပေမဲ့နင်းသူ့ကြောင့်စဉ်းစားပြီးသူ့မျက်နှာကိုတွေးတော့နင်းပြုံးနေတယ်လေလို့သူ့ကျမပြောလိုက်တယ်လေနင်းအဲ့လိုပဲခံယူလိုက်လို့အဲ့လိုပဲခံယူလိုက်အဲ့ဒါကဥပမာအနေနဲ့ပြောတာခရစ်တော်ကကျမတို့သိတဲ့ယေရှုခရစ်တော်ကဘယ်လိုဖရားလဲကျမတို့တော်များများကခရစ်တော်ကျမတို့သိတာဟိုပကြီးတဲ့သပင်ရှိရှိနဲ့ no မဟုတ်ဘူးဆောလမုန်အခန်းကြီး9အဲ့နောက်ဆုံးအပိုင်မှာရေးထားတယ်ခရစ်တော်ကဘလို့ဖရားလဲဆိုတာကိုသူရေးထားတယ်မျက်လုံးကဘလို့သပင်ကဘလို့ဟိုဒီခြေတန်းကဘလို့သူ့ရဲ့နှုတ်ကထွက်တဲ့အရာကဘလို့ဟာငါဖရားကတပ်ပယ်လိုက်တာစက်တရေရှိလိုက်တာမင်္ဂလာရှိလိုက်တာလောကမှာရှိတဲ့မိန်းမယောက်ျားတွေတဲ့ချောမောလှပလိုက်တာကျမပုံဖော်လိုက်တာလေအမြဲတမ်းလှနေတာသင်တို့ပုံဖော်ကြည့်စမ်းပါတယောက်ကိုမုန်းတော့မေးဆိုရင်အိုးငါခရစ်တော်ကချောလိုက်တာကိုဘာဖြစ်လဲကိုခရစ်တော်ကိုချစ်သူကြီးစားနေရမှာလားကိုအဖေနေရမှာလားတင်အစားထိုးလို့ရတယ်အဲ့ဒီအစားထိုးခြင်းလေတင်စဉ်းစားလိုက်တာနဲ့ခုနအပူရလေပလုံဘယ်ချင်းထွက်သွားမှတော့မသိဘူးဒါပေမဲ့ကျမတို့စဉ်းစားတဲ့အရာအဲ့ကြည့်လို့မရတဲ့အကောင်အကြောင်းတော့စဉ်းစားနေတာဟုတ်ကြည့်လို့မရတဲ့အမျိုးသမီးအကြောင်းတော့စဉ်းစားနေတာဟုတ်ဆိုတော့တစ်ခုပါလဲလာချီတာဟိုတယောက်ကဟမ်ကိုမကြိုက်တဲ့လူအကြောင်းကိုမကြောင်ကောင်းကြောင်ပြောနေတဲ့လူအကြောင်းကိုအရှိမအချိုးမပြေတဲ့အကြောင်းတွေကိုသိတိုင်းပါဗျဟိုတကောင်လာချီပြီးခါတဲ့အုံနောက်ကိုလာချီတယ်အတွေးခေါ်ချီတယ်အကြားကိုချီတယ်ချီတာလှုပ်လို့မရတော့ဘာဖြစ်လဲချီမွန်းတင်တဲ့လောက်မချီမွန်းနဲ့ကျေးဇူးတင်တဲ့လောက်မတင်ဘူးတဲ့ထိုအတ္တတာနဲ့ရောက်စီဒီနေ့လွတ်မြောက်ပါစေထိုအတ္တတာနဲ့ဘုရားသခင်အခွင့်မပေးပါဘူးလို့နေစေခြင်းနဲ့ဘုရားမဟုတ်ပါဘူးလို့ဒါကြောင့်မလို့ခုနကတော့ယောဘအတ္တတာနော်ကုန်ပြီအမလီကျမစဉ်းစားတယ်သူ့ကိုလေသူကတော့မဘာပြောတယ်ငါအသားကိုတဲ့တန်ကြောက်အသားများထင်နေလားမသိဘူးတဲ့ तू ကဖျားသခင်တော့ तू ကပြန်ပြောသေးတယ်သူနေရာမှာဆိုလဲစဉ်းစားကြည့်လေနော်အနီးစားဆိုမှရှိတဲ့ဇနီးတွေကလည်းနှစ်ဖျားကဘာဖျားလဲကိုးကွယ်မနေနဲ့တော့ဟောဘေးပါရှိတဲ့ရန်သူမဟုတ်ပါဘူးအချစ်ဆုံးကပြောချင်တာဆိုတော့တဲ့ဟာတင်မဲ့ခွန်အားယူရတာဟမ် तू ဖျားနဲ့ तू ဥစားယူရတာသူဖျားနဲ့တော့သူအချိန်ယူရတာသူဖျားနဲ့သူစကားပြောရတာသူအပူတွေတစ်ခုထွက်သွားဖို့ကသူရွေးချယ်ရတယ်ဖျားကိုပဲသူရွေးချယ်ရတယ်နော်ဒါကြောင့်မလို့မတူပါဘူးလို့အဲ့ဒါကဲနောက်ဘာတူလဲဒါဝိမင်းကြီးအသက်တာသူသိချစ်ပါတယ်ဆိုတဲ့သူ့သားအဘာရှာလုံးသူပြောတယ်သူ့သားကိုသူဘလောက်ချစ်လဲဆိုရင်သားကိုဘလောက်တစိမ့်ထိအောင်ကြည့်လဲဆိုရင်ဦးခေါင်းကနေခြေပြားထိတယ်အပြစ်ပြောစရာမရှိတယ်ကျမတော့တွေ့ဘူးခြင်းလို့ဖြစ်သွားတယ်စိတ်ထဲမှာအဖေကတော့မှသားကိုဘလောက်ကြည့်လို့ချောလို့ကောင်းတယ်လဲဆိုတာဖြစ်နိုင်တယ်ကျမထင်တာစပင်ကလည်းနဲ့မောင်တော့လေးတယ်တဲ့သူသားဘာလို့လဲအဲ့ဒီသားအနီးဆုံးရန်သူကလာပြီးအရန်ချစ်ပါတယ်ဆိုတဲ့လူကလာပြီးဘာလဲ
နန်းလူတယ်ဟမ်နေကငတ်သားပဲကျွေးထဲလိုက်မှာပေါ့အမိတ်တစ်ချက်တည်းထပ်ပေးလိုက်တာနဲ့လေပင်ပြက်ပြောချင်တာဒါပေမဲ့ဒါဝိမလုပ်ဘူးသူလူပါစီဘာလုပ်လဲရွှေ့ပေးတယ်တနေရာမှာအယူဟန်ဆောင်ပြီးတော့အယူပါဟန်ဆောင်ရသေးတာဘယင်နေရာနေပြီးတော့ဘာလဲရှောလူနဲ့ကြံခဲ့တဲ့အမျိုးကသူ့ကိုစတွေးထွေးတယ်တဲ့ကြောက်ခဲနဲ့ပေါက်တယ်တဲ့လောင်တယ်ပြောင်တယ်တဲ့ဟမ်လောင်ခံထိတယ်ပြောင်ခံထိတယ်နော်သူဘာပြောလဲဘေးနားပါလာလို့အဲ့ဒီရှိမိကိုတစ်ချက်ပဲခုတ်လိုက်ရမလားဆိုမလုပ်ပါနဲ့သူ့ကိုလှုပ်မိတဲ့အပြစ်ထက်ငါ့ကိုဖယားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးကဒါတက်တာ၍ကြီးပါတယ်တဲ့ဒါကြောင့်မလို့သူ့တက်တာမှာအပူမရှိဘူးလားရှိတယ်ကျမတို့အလောက်ကြီးတယောက်မှမပါပါဘူးဒီထဲမှာနေစရာမရှိသေးလို့ဒီနိုင်ငံကြီးမှာဝင်ပတ်စံမရှိသေးလို့သင်စိတ်မပြတ်နဲ့အကြီးကြီးပြင်ဆင်ထားတဲ့အရာရှိတယ်ဆိုတော့ကိုသင်နှလုံးသားထဲမှာထဲသင်နှလုံးသားထဲမှာထဲတကယ်ပဲသူပြောတဲ့အတိုင်းဒါဝိဒ်မင်းကြီးအကြီးကြီးပြင်ဆင်ထားတယ်ကျမတို့စီမှာလည်းပဲအနှုတ်လက္ခဏာဝင်လာတိုင်းမှာအကြီးကြီးပြင်ဆင်ထားတယ်နော်တခါတလေကြရင်နော်ဒီမှာအချစ်ရေးလားတင်းရဲ့ကိုကြီးစားကိုပေါ့တယောက်ယောက်ကဦးွားတယ်ပြပြယူွားတယ်ပြအခွင့်ပေးလိုက်ပါဒီထက်အကြီးကြီးငါဖယားပြင်ဆင်ပေးထားတယ်ဟမ်အိမ်တော်ရေးမှာယောက်ျားပါဝါလို့မိန်းမပါဝါလို့မပူနဲ့နန်းကလေထီးနှန်းကိုတီစီတာကဖယားသခင်ကောင်းကြီးအခွင့်ထူကိုပြင်ဆင်ထားတဲ့အကြီးကြီးဖယားကအခွင့်ပေးလိုက်ပါတွားတင်စိတ်အပြတ်မခံနဲ့တင်ရွေးချယ်ရမှာကငါဖယားရှိတယ်ငါဖယားကငါ့ကိုအကြီးကြီးပြင်ဆင်ထားတယ်ထိုအကြီးကြီးကခုနတော့သွားဆဲသွားရင်ဖြစ်သွားဥစားလောက်တာနဲ့မတန်ဘူးတင့်ကိုအဲ့ဒီနေရာမှာဘုရားသခင်ကမရှိစေချင်ဘူးမနေစေချင်ဘူးဒါပေမဲ့တင့်ကိုတီငါကဘယ်သူနဲ့သက်ဆိုင်တာလဲယေရှုနဲ့ဆိုင်သောကြောင့်အဲ့ဒီလူကပဲဝမ်းမြောက်စရာအကြောင်းစုံလင်မှာနော်လူတိုင်းကယေရှုနဲ့ဆိုင်သောကြောင့်ဝမ်းမြောက်သည်ဆိုနေတာပဲ I so glad I belong to Jesus ဆိုနေတာပဲအဲ့တချင်းတကြောင်းလေးကိုပဲလေသိအိမ်မှာနေတဲ့အခါမှာလေယေရှုနဲ့ဆိုင်တော်ကြောင့်ဝမ်းမြောက်သည်တခါကျကနေဒါမှာနေတဲ့အခါမှာစနိုးကလည်းကြားတယ်မိုးကလည်းရွာတယ်အုတ်တီးအုတ်ဆိုင်နဲ့အိမ်ဘောကနေဆင်းလိုက်ဟိုလူခလေးလည်းမရှိဘယ်သူမှလည်းမရှိဘာလို့မှလည်းမသိကြောင်တီးကြောင်တောင်နဲ့ကိုယ့်ကိုဖြစ်တာပြောချင်တာအမျိုးသမီးတွေတခါကျအိမ်မှာဘယ်သူမှမရှိဘူးတင်တောင်စင်းစားမြောက်စင်းစားဖြစ်ချင်ဖြစ်လိမ့်မယ် no တင်ကဘာကိုစလောက်ရမလဲဆိုတော့ယေရှုနဲ့ဆိုင်တော့ကြောင့်ဝမ်းမြောက်သည်ကျမအဲ့လိုပဲဆိုတာအဲ့ဒီတလုံးတည်းကိုကျမနှလုံးသားထဲမှာမဝင်လာမချင်းတန်ရှင်းသောဝိညာဉ်တော်မလုံမချင်းကျမဆိုတာယေရှုနဲ့ဆိုင်တော့ကြောင့်ဝမ်းမြောက်သည်ထိုဝမ်းမြောက်ခြင်းထဲမှာအဲ့ဒီဟာကိုစိုးနေနဲ့လေထိုဝမ်းမြောက်ခြင်းထဲမှာငြိမ်သက်ခြင်းပါတယ်ငါသမီးဝမ်းမြောက်ခြင်းပါတယ်ငါသမီးလွတ်မြောက်ခြင်းပါတယ်ငါသမီးနောက်ဘာအဲ့ဒီဟာယူတင်ချင်းမနေတဲ့နဲ့တင်ပါလိုချင်တာလဲတင်ပါဖြစ်ချင်တာလဲတင်တက်တာထဲမှာဟိုဘယ်လိုပြောမလဲမလွတ်မြောက်နိုင်တဲ့အရာတွေခွင့်မလွတ်နိုင်တဲ့အရာတွေတိမခံနိုင်ခဲ့တဲ့အရာတွေမေတ္တာမပြနိုင်တဲ့အရာတွေကိုတန်ရှင်သောဝိညာဉ်တော်ကပဲအကုန်လုံးထုတ်ပေးတာထုတ်တာပြီးရင်အခုဘန်ကောက်ဆိုရာသီဥတုကောင်းတယ်လေဟုတ်တော့အိမ်ထဲမှာဗီဒီယိုတွေရှိတယ်စာအုပ်တွေရှိတယ်ဟေးနားထောင်ငါတရားဟောမယ်ယေရှုနဲ့ဆိုင်တော်ကြောင့်ဝမ်းမြောက်သည်နင်တို့တေချာနားထောင်ကျမအဲ့လိုပဲပြောတာခုံနေစပွဲတွေနင်တို့နားထောင်တေချာနားထောင်ယေရှုနဲ့ဆိုင်တော့ကြောင့်ဝမ်းမြောက်သည်ဒါအခွင့်ထူးနော်နင်တို့တွေလေစာအုပ်တွေတစ်ပင်တွေလောက်တော့ဖျားမသိတရားမသိနင်တို့အကုန်နားထောင်ဒီအိမ်ကသက်ရှင်သောဝိညာဉ်တော်ကိန်းဝတ်အုပ်ဆိုတဲ့နေရာအရက်ဖြစ်တယ်ဒီအုပ်တွေနန်းရံတွေသက်ရှင်သောဝိညာဉ်တော်ဖျားကိန်းဝတ်အုပ်ဆိုနေရာအရက်ဖြစ်တယ်ပြီးမိဖို့ကြောင့်လည်းတော့သက်ရှင်သောဝိညာဉ်တော်ဖျားကိန်းဝတ်အုပ်ဆိုသောနေရာအရက်ဖြစ်တယ်စီတွေဆန်နေဘယ်တော့မှမကုန်ခန်းစေတဲ့ဖယားအဆက်မပြတ်ရှိစေတဲ့ဖယားတန်ရှင်သောဝိညာဉ်တော်ရှိမှမရှိရင်ငတ်တလဲပြတ်တလဲဖြစ်တာတန်ရှင်သောဝိညာဉ်တော်လိုတယ်တင့်ရဲ့ဆန်အိုစီအိုကောင်းကြီးပေးတတ်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါနဲ့မပြီးဘူးဟမ်ဖယားသခင်ကဘာပြောလဲထွမြောက်ရာအခန်းကြီး23အငယ်25မှာကျမနာမည်ထည့်ပြီးတော့ပလဲဒီကောင်းကင်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားကိုကိုးကွယ်ခွင့်ရတဲ့သမီးဖြစ်တယ်ပလဲရဲ့မုတ်ကို၎င်းရေကို၎င်းကောင်းကြီးပေးတော်မူမည်ပလဲစားသောအစားအစာမဟုတ်ပလဲအထဲမှာရှိသောအနာရောဂါကိုထုတ်ယူဖယ်ရှားတော်မူမည်နော်ဒီခရစ်တီကာလမှာကက်မီကယ်တွေကအယံများတယ်ဘာစားမလကာသီးစားတရက်သီးစားကျမအဲ့ဒါကိုဖယားလက်ထဲကိုထက်ကိုတတာကိုအပ်ချီးမွမ်းကြွေးကြော်
စာတိမဖြစ်ချင်တဲ့သွေးတိုးလားစီးချိုလားအချင်းတိုင်အကုန်ထွက်တာပူပန်ခြင်းကယောဂါကိုလည်းဖြစ်စေတယ်နော်ပူပန်ခြင်းကဟိုဟာမစားရဲဘူးကြောက်အနစ်မစားရဲဘူးဘာစားတော့မလဲပဲပင်ပေါက်မစားရဲဘူးဘာမှမရှိတော့ဘူးလောကကြီးဘာမှမရှိတော့ဘူးလေဟိုဟာလည်းမစားရဲဘူးဒီဟာလည်းမစားရဲဘူးဆေးကြတော့အဆုတ်လိုက်တောက်ထဲနို့မဟုတ်ဘူးကျမတို့အဖေမေကကျမတို့ငငယ်တည်းကအဲ့လိုမျိုးမသိဘူးအဖေနဲ့အမေကြတော့ကောင်းကျွေးတယ်အစားတော့ကိုအသားဟင်းပါတယ် vegetable ဟင်းပါတယ်တိုးစရာများစားရမယ်ဘာဖြစ်လို့လဲဆိုတော့ဆေးရုံဆေးကန်းသွားလို့ကုန်ကြမဲ့ပတ်စံကိုဒီကောင်းကျွေးမယ်ဆိုတော့အဲ့ဒီဟာကအဖေမေတင်တာမဟုတ်အဖေမေကအဲ့ဒီတိုင်းပဲလှုပ်ပေးတာတွေ့တော့ကျမကဒါကြောင့်မို့ဒီမှာရှိတဲ့သားလေးသူမီးလေးကိုလည်းစားနိုင်တဲ့အချိန်မှာကောင်းမူစားနော်ဒါပေမဲ့ over တော့မစားနဲ့ပေါ့ဝတ်သားသုံးသက်သားဝတ်စတူးကိုကြိုက်တယ်ဆိုပြီးတော့အိုးလိုက်တော့မစားနဲ့ပေါ့ပြီးရင်မတဲ့ဘူးပြီးတော့မှဝတ်သားမစားတော့တောင်ဖြတ်မြောက်ဖြတ် no စားလို့ရတယ်အများကြီးမစားနဲ့ဟုတ်တယ်ဟုတ်စားလို့ရတယ်အများကြီးမစားနဲ့အကုန်စားလို့ရတယ်ကျမကသူများကုန်ဝင်ဆောင်လို့ဆိုဟိုဟာစားလို့မရဘူးဆိုတရားငါတော့မသိအကုန်စားလို့ကျမပြောတယ်အများကြီးမစားနဲ့ဟုတ်တယ်ဟုတ်ကိုဝန်တဲ့ကသူချီမောင်ဟင်းစားတဲ့အချိန်ရှိမယ်ရုံးမတွေဒီစားခြင်းတဲ့အချိန်ရှိမယ်စားအများကြီးမစားနဲ့ပေါ့အများကြီးစားတော့မအီမလယ်ဖြစ်တယ်လေဘိုက်ကြည့်တယ်မဟုတ်ဘိုက်မကြည့်တယ်လေပဲမအီမလယ်ဖြစ်တယ်လေဟုတ်တယ်ဟုတ်မနေ့ကတော့မှမမှုအိမ်မှာတခါတည်းအိုးမနိုင်မနေ့တွေစားဟိုမှာရောက်တော့ခါမနိုင်ဟိုထိုင်ရခက်ထားခက်ပြောချင်တာကျမတို့အသက်တာမှာဖြစ်တဲ့အရာနှုတ်ကပတ်တော်ကြတော့မနိုင်မနှင်းတရားမစားနှုတ်ကပတ်တော်ကိုမနိုင်မနှင်းစားကြည့်တယောက်မှအန်ထွက်မဲ့လူမရှိဘူးနော်အန်ထွက်မဲ့လူမရှိဘူးနှုတ်ကပတ်တော်ကလိုနေတာပဲရှိတယ်စားလေလိုလေလောကအစားကြတော့စားလို့နို့အနောက်ကပြန်လိုက်ရတဲ့အရာစုံနေတာပဲဒါကြောင့်မလို့ဒီဘယ်လိုပြောမလဲလူတွေတော်များများကတခါကြလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းရှိရသားနဲ့ဘာဖြစ်လို့ယောဂါဖြစ်ရတာလဲဒါပေမဲ့ကျမတို့မသိလိုက်တာကမသိပါတာနဲ့အပူကဝင်ဓာတာရှိလို့ဒါပေမဲ့အချိန်မီကဖယားကိုတိတဲ့လူကအချိန်မီအနာဖြစ်နေရင်တော့မှကိုတော်ရှိနေရင်တတ်တာတယ်ကိုတော်ရှိနေရင်ဘယ်လိုပြောမလဲအနာသာဖြစ်တာလေနော်နှလုံးကပုံမှန်ကောင်းနေတယ်မျက်စိကကြည်လင်းမြင်နေရတယ်စကားကပြောနိုင်တယ်အစားကစားနိုင်တယ်ဆိုတဲ့အရာကကျေးဇူးတော်ချီးမွမ်းရင်မကုန်ဘူးကွာဒါကြောင့်မလို့ဒီလူတဦးကိုစိတ်တကြစေတာပဲဖြစ်ဖြစ်ဝမ်းမြောက်စေတာပဲဖြစ်ဖြစ်အဲ့ထို့အပူကြောင့်ပဲဖြစ်တယ်ဒါကြောင့်မလို့ဖျားသခင်ကဒီအတိတ်ဆိုတဲ့အရာကိုမတည်လာစေချင်ဘူးဒီနေ့မှာငါကနှစ်အတွက်အကောင်းမြတ်စုံလင်တယ်မနေ့ဖြင့်လာမယ့်အနာဂတ်မှာလည်းတာ၍ကောင်းမြတ်စုံလင်စေတဲ့ဖယားဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ဘာပြောလဲအဲ့ဒီဖိလိပ္ပိအခန်းကြီးလေးအငယ်လေးမှာသခင်ဖယား၌အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလောတဖန်ငါဆိုသည်ကဝမ်းမြောက်ကြလောဝမ်းမြောက်တာပတ်စံပေးရလားဖယားသခင်အခမဲ့ထည့်ထားပေးတယ်နော်ကျမတို့စီမှာလေဖယားသခင်ပေးရတဲ့အလကားတွေအများကြီးပဲနော်ဘာလဲသိလားဝမ်းမြောက်ခြင်းပြီးအပြုံးကကျမတို့ဗမာတွေကပြုံးဖို့အရင်ကစီနေတာနော်နှုတ်ဆက်ဖို့ good morning နှုတ်ဆက်ဖို့လည်းအရင်ကစီနေတယ်နေကောင်းလားကျမ်းမာလားနှုတ်ဆက်ဖို့လည်းအရင်ကစီနေတယ်ဘာလဲတွေ့တော့မှဟိုအရွက်နဲ့ကြည့်တဲ့အမျိုးတွေလေဆိုတော့ဘာလဲအထဲထဲမှာလေအခိုးခံရတာအထဲထဲမှာတခိုးကမရှိဘဲနဲ့လာမခိုးဘူးဘာရှိလဲတင့်မှာအပြုံးအလကားရှိတယ်ဝမ်းမြောက်ခြင်းအလကားရှိတယ်ဟိုတကောင်ကဝမ်းမမြတ်နိုင်အောင်ဘာလုပ်လဲခိုးတယ်တတ်တယ်ဖျက်ဆီးတယ်ဝမ်းမမြောက်နိုင်တဲ့အနောက်မှာဘာလာလဲဆိုချီနှောင်ခြင်းတွေပါလာတယ်ချီပြီးဘာဖြစ်လဲဒီကထွက်တဲ့ဟာလည်းမကောင်းစိတ်ဆိုးတယ်စိတ်တိုတယ်ဆက်တက်တဲ့လူကဆဲတယ်ဆိုတော့အဲ့ဒါကဟိုတကောင်ရဲ့အလုပ်ဒါကြောင့်မလို့ခိုးတယ်ဘလို့လူမျိုးဖြစ်ဖြစ်ဘယ်လိုလူမျိုးဖြစ်ဖြစ်ဘလို့နိုင်ငံသားကိုပဲဖြစ်ဖြစ်အကုန်လုံးကိုတူအခမဲ့ထည့်ထားပေးတာကအပြုံးပြီးရင်ဝမ်းမြောက်ခြင်းပြီးရင်ငြိမ်သက်ခြင်းဟိုအလောက်ကငြိမ်သက်ခြင်းမရှိအောင်သူ့ရဲ့အလောက်ကငြိမ်သက်ခြင်းမရှိအောင်ဝမ်းမြောက်ခြင်းမရှိအောင်မပြုံးနိုင်အောင်သူ့ရဲ့အလောက်ဒါကြောင့်မို့ဒီနေ့သင်တို့ရွေးချက်ပိုင်ခွင့်ရှိတယ်နော်အဖေအလကားပေးတဲ့ဟာကိုပဲအလကားပြန်ပေးတုတ်ပြန်မလားဟိုတကောင်ရဲ့အခွင့်ကိုပေးမလား
နော်တယောက်နဲ့တယောက်တွေ့တဲ့အခါမှာမင်္ဂလာပါဆရာနေကောင်းလားဆရာဆရာလာတာသူစိတ်ပုတ်ချင်လဲပုတ်နေမယ်လေပြောချင်တာကသူဘိုက်အစီမပြေခြင်းလဲဖြစ်ခြင်းလဲဖြစ်မယ်သူကတိကောက်ဖြစ်နေတဲ့အရာရှိခြင်းလဲရှိမယ်ဒါပေမဲ့ကိုယ့်ရဲ့သွားနှုတ်ဆက်လိုက်ခြင်းကိုယ့်ရဲ့အပြုံးကသူ့အတွက်ဆေးသူ့ရဲ့ healing ဖြစ်တာဒါကြောင့်မလို့တင်တော့မှလေလူများလွတ်မြောက်ခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းရှိဖို့ကတဲ့မှာကြီးကြက်ပတ်စံရှိဖို့မလိုဘူးတဲ့မှာအခမဲ့ထည့်ထားပြီးတဲ့အရာရှိတယ်ထိုအရာကိုသုံးပါဟုတ်တော့စကားပြောချိုတာယဉ်ကျေးတိမ်မွေးတဲ့လူဆိုနေကောင်းလားကျမလားတတိယလို့ပါအဲ့ချိုလေးအတန်ကလည်းသူများအနာယောဂကိုငြိမ်းစေတာလေဟုတ်တော့ဆိုတော့ကျမကလည်းပဲအရန်ချိုတဲ့တဲမှာတော့မပါပါဘူးဒါပေမဲ့အကြောင်းသိတဲ့လူတွေကတော့သိတယ်လေပြောချင်တာအကြောင်းသိအရန်ချိုတဲ့လူတွေရှိတယ်အဲ့ဒီဟာကိုကျမမခံနိုင်ဘူးတချို့လူကပုံခေါ်လာတာပလဲလေးနေကောင်းလားဆိုတော့ကျမအမနေကောင်းလို့ဆိုတော့သူ့အတန်တိုင်းကျမပြန်ပြောရင်ကျမ9မိနစ်လောက်ဆိုကျမချွေးတွေပြန်လာကျမရဲ့ဥစားမဟုတ်ဘူးလေကျမရဲ့ပင်ကိုစရိုက်မဟုတ်တော့လေကျမအစင်မပြေဘူးပြောချင်တာလေဆိုတော့ဒါကြောင့်ကိုယ်မှာရှိတဲ့အတိုင်းတစ်ဖက်လူကလည်းသိပါတယ်ဟုတ်တော့ဘယ်လိုပြောမလဲဟန်ဆောင်ပြီးခေါ်တာလားpretend လုပ်ပြီးခေါ်တာလားသူတို့သိတယ်လေနော်ဒါကြောင့်မလို့အပူဆိုတဲ့အရာကတင်းခါပဲတင်းဥစားလုတ်ပြရတာနော်တင်းမတင်းလုတ်လို့မရဘူးဒါပေမဲ့ငါဖျားရှိတယ်ငါဖျားကထိုအပူအပင်တစ်ခုစီတိုင်းကိုဘယ်လိုပြောမလဲထုတ်တာဝင်လာတဲ့အပူတိုင်းတစ်ခုစီတိုင်းကတိုင်တာလေကျမတို့ကလေတစ်ခုဆိုမတွေ့လားသားတွေကတယောက်နဲ့တယောက်ရန်ဖြစ်လို့ပဲဖြစ်စကားများလို့ပဲတစ်ခုဆိုအမေအခုအလုပ်ပဲလေအပူတစ်ခုသမီးသားရေးသမီးရဲ့အကြောင်းဝင်လာလို့ဆိုအဖေသမီးမသိဘူးဒီသားရေးသမီးရဲ့ကိစ္စတွေကိုတော့ပဲကုညီမစားကင်တွယ်ထားပြီးဖြစ်လို့ကျေးဇူးတင်တယ်ဟာတော့နောက်တစ်ခုကဲဘသူကနေမကောင်းလို့အဖေသမီးမသိဘူးအဖေကတမားတော်ကြီးဖြစ်တယ်သူတို့ရဲ့အပူနေတဲ့ဒီယောဂဝေဒနာကိုလည်းကိုလိုရှိငြိမ်းစေပြီးဖြစ်လို့ကျေးဇူးတင်တယ်သင်ရဲ့တန်တခြင်းကအဖေဖြစ်နေဖို့လိုတယ်ယေရှုခရစ်တော်ဖြစ်နေဖို့လိုတယ်သင်ထူးခြားလိုက်မယ်ထူးခြားတာများလေလမ်းလျှောက်တဲ့ပုံလည်းမတူတော့ပြုံးတာလည်းမတူတော့စကားပြောတာလည်းမတူတော့စားတာလည်းမတူတော့အိတ်တာလည်းမတူတော့အမလေးအိမ်မက်တောင်မမက်အောင်အိတ်တာသိုးမတူတော့တာကိုပြောတာလေလူကပူရင်အိတ်မပြောဘူးနော်အိတ်မပြောဘူးစေးဘလောက်စားအိတ်မပြောတဲ့လူတွေတပုံပဲရှိတယ်နော်ဒါကြောင့်မလို့ထိုအပူပန်ခြင်းတွေကိုဥဆောင်ပြီးတော့ reduce လုပ်ပေးနေတာအဖဖျားရှိတယ်လို့ဒါကြောင့်မလို့ဥဆောင်နေတဲ့သူလမ်းပြနေတဲ့သူပို့ဆောင်နေတဲ့သူအတူရှိခြင်းကိုနေ့ရက်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းမှာလက်ခံပေးနေဖို့တော့လိုတယ်နေရာပေးနေဖို့တော့လိုတယ်လို့ဒါကြောင့်မလို့အမြဲတမ်းကျမတို့အမြဲတမ်းပြောတယ်လေတချင်းနေဆိုလဲကျမတို့ကကြားတယ်လေမနေ့ဖြန်အတွက်မစိုးရိမ်နဲ့ don't worry about tomorrow အကြောင်းမပြောနဲ့ don't worry about today ဒီနေ့အတွက်တောင်ဖခင်တကယ်မပူစေတဲ့ဖခင်စိတ်မပူနဲ့လို့ပြောတဲ့အခါမှာနော်ကြုံတွေ့ရတဲ့အရာတွေမတူဘူးဒါပေမဲ့ထိုတုံတွေ့ရခြင်းရဲ့အထက်မှာငါဖခင်ရှိတယ်ဖခင်တခင်ကကောင်းခင်ဗာလဲပလင်တော်ဘွားနေရောကြည်နေတာဘလူကဘလူဘာကိုပြောနေလဲဘသူကဘာလို့ကြည်နေလဲဘသူကဘာကိုတွေးနေလဲအကုန်သူကတွေးတာအကုန်တွေးတာဒါကြောင့်မလို့စိတ်မပူပါနဲ့လို့ပြောတဲ့အခါမှာသင်ရဲ့အနာရောဂါအတွက်လားသင်ရဲ့မိသားစုအရေးလားသင်ရဲ့အိမ်ထောင်ရေးလားသင်ရဲ့အနာဂတ်အတွက်လားသင်ရဲ့ငွေရေးကြေးရေးအတွက်လားသင်ရဲ့အလုပ်အကိုင်အတွက်လားသင်ရဲ့အကျွေးပြဿနာအတွက်လားနော်ဒါကြောင့်မလို့နောက်ပြီးတော့စွန့်ပစ်ခြင်းခံရတဲ့အထီးကျန်အတွက်လားနော်သင်ရဲ့ပညာရေးအတွက်လားတယောက်ချင်းစီတိုင်းမှာကြုံတွေ့ရတဲ့အရာကမတူဘူးဒါပေမဲ့တူတာကထိုအရာရဲ့အထက်မှာအနာယောဂါကိုငြိမ်းစေတဲ့အရှင်သခင်ရှိတယ်ပြီးလို့ရှိရင်အရှင်သခင်တော်မကဘူးကွာအမြင့်ဆုံးသောအမြင့်ဆုံးဖခင်ရှိတယ်ပြီးလို့ရှိရင်ပညာလောကမှာတော့ပညာတတ်ပညာရှိတယ်အများကြီးပဲရှိတယ်နော်ထိုပညာတတ်ပညာရှိတယ်ရဲ့အထက်မှာထိုဖခင်ရှိတယ်ဒါကြောင့်မလို့သင်တို့ကသူများတက်ခြင်းတော်ခြင်းကိုကြည်တိုင်းမှာသင်တို့စိတ်မပြတ်ပါနဲ့ထိုတက်ခြင်းတော်ခြင်းရဲ့အထက်မှာငါဖခင်ကငါနဲ့ရှိတယ်ဖခင်သခင်ကဘာပြောလဲဆိုလို့ရှိရင်တခါကျရင်ကျမတို့ရဲ့စိတ်နဲ့စိတ်ထားကျမတို့ရဲ့အကျင့်ကြံတွေကလေဖခင်သမီးမှန်ကိုမသိတဲ့အချိန်ကာလရှိတယ်ဖခင်သားဖြစ်ခြင်းမသိတဲ့အချိန်ကာလရှိတယ်ဒါကြောင့်မလို့ငါကဖခင်သခင်ကပြောတယ်ငါသမီးငါသားဘာဖြစ်လို့ဆိုကဘာဦးအခန်းကြီး
နှစ်မှာဆိုလို့ရှိရင်ပုံတံတော့နဲ့အညီဖန်ဆင်းထားတယ်လို့ပြောတဲ့အခါမှာအမြဲတမ်းနှုတ်ကပတ်တော်ကိုဆွဲလန်းပါလို့ပြောတဲ့အခါမှာငါကဖျားသမီးဖြစ်တယ်ငါကဖျားသမီးဖြစ်တယ်ပြီးလို့ရှိရင်ဖျားသခင်ကကဘာဦးအခန်း1မှာဆိုလို့ရှိရင် तू ဖန်ဆင်းခြင်းတွေတခုလားဖန်ဆင်းပြီးတာနဲ့ကောင်းတယ်ဖျားသခင်ကပြောတာဖန်ဆင်းခြင်းတလိษံနေဖန်ဆင်းပြီးတာနဲ့အယံကောင်းတယ်လူကိုဖန်ဆင်းပြီးတာနဲ့ကောင်းတယ်ကောင်းတာနဲ့မပြီးဘူးနော်ပြီးလို့ရှိရင်လေအယံကောင်းတယ်ကောင်းတာလည်းမပြီးသေးဘူးကောင်းကြီးပေးတယ်တဲ့ကျမတို့ကအခုအချင်းချင်းတွေ့တဲ့အခါမှာဘာဖြစ်လဲ तू မကောင်း तू လည်းမကောင်း तू ကမှအခုတစ်မျိုးနောက်တစ်မျိုးကျမတို့ကအဲ့လိုမျိုးမကောင်းဘူးဖယားသခင်ကြတော့ तू ဖန်ဆင်းခြင်းတစ်ခုစီတိုင်းမှာကောင်းတယ်ပဲ तू ကပြောတာကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့အခါမှာလည်းကောင်းတယ်တစ်ပင်တွေကိုဖန်ဆင်းတဲ့အခါမှာလည်းကောင်းတယ်တစ်ပင်ဆိုလည်းသင်စဉ်းစားကြည့်အရွက်တစ်ခုနဲ့တစ်ခုမတူပါဘူးတချို့ကအဝိုင်းတချို့ကအချွန်တချို့ကကောင်းတယ်တလိษံနေဖန်ဆင်းတဲ့အခါမှာကောင်းတယ်လို့ तू ပြောတယ်နော်ဒါကြောင့်မို့သင်တို့ကဥပမာသင်တို့လုပ်နေတဲ့စီးပွားရေးသင်တို့မှာလယ်မြေရှိတယ်ဆိုတော့သင်တို့စပားတွေပါတွေစိုက်တဲ့အခါမှာကောင်းကြီးပေးလေကောင်းကြီးပေးကိုယ့်ရဲ့တလိษံကောင်းကြီးပေးတလိษံလည်းမရှိဘူးလယ်လည်းမရှိဘာမှမရှိသေးကိုကောင်းကြီးပေးကိုမိသားစုကိုကောင်းကြီးပေးအကုန်လုံးကောင်းလာဖို့ရဲ့အကြောင်းဖြစ်တယ်အခုကအဖေတော့ခေါ်တာပဲအဖေအကောင်းမြတ်ကြောင်လည်းပြောတာပဲဒါပေမဲ့တယောက်နဲ့တယောက်စကားပြောတဲ့အခါမှာတော့၎င်းဘယ်သူမှမရှိအောင်မှာကိုယ့်အနေကိုစဉ်းစားခြင်းမှာ तू ကမကောင်းတာဟာကြီးပဲမိုးရွာပြန်တော့လည်းရွာပြန်ပြီဒီမိုးကနေပူတော့လည်းပူပြန်ပြီဒီမိုးကဗမာလေကျမတို့ရဲ့နှုတ်ကထွက်ခြင်းကကောင်းတာကိုမရှိတော့ဘူးအဲ့လိုအသက်တာနဲ့သွားဖို့ရင်အချိန်ကာလမဟုတ်တော့ပါဘူးလို့ဘာလို့ဆိုတော့နှုတ်ကပတ်တော်ကိုအမြဲတမ်းကြားနေတဲ့သားတွေသမီးတွေဖြစ်ပါတယ်လို့နော်ကျမတို့တွေလေအဖေရဲ့နိုင်ငံမှာလွတ်လပ်နဲ့ကိုးကွယ်ခွင့်ရတယ်ကျမပြောပြချင်တယ်ကျမတို့ဒီဘန်ကောက်ကိုရောက်တဲ့အခါမှာလေဖယားရှိခိုးခြင်းလို့ဖယားကိုဝတ်ပြုခြင်းလို့အခန်းဆိုလေကျင်းလေးနဲ့မမလေးတငယ်ချင်းတွေအုပ်စုပြုတ်တိတ်ပန်ကာဖွင့်ပြီးတော့အဲ့လိုကိုးကွယ်ဝတ်ပြုရတာသင်တို့တွေတော့တကယ်အခွင့်ထူးလွတ်လပ်ကြဲဝုန်းပျော်ရွှင်နဲ့ချီးမွမ်းခွင့်ကိုးကွယ်ခွင့်ရတဲ့အခါကျမှအခါမှာလေသင်တို့စိတ်နှလုံးကိုလေလွတ်လပ်ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ချီးမွမ်းပါစာငတ်ပါလို့ပြောတဲ့အခါမှာသင်နဲ့ဖယားနဲ့ခုနှစ်ရှိခြင်းမှာဝမ်းမြောက်ပါလို့ပြောချင်တာဘာဖြစ်လို့လဲဆိုတော့တခြားနေရာတွေမှာလေဝပြုခွင့်မရှိတဲ့နေရာတွေအများကြီးပဲနော်အများကြီးပဲဆိုတော့အခုကျွန်တော်တို့လာတဲ့အခါမှာလှပထိုင်ရတယ်လှပအေးချမ်းထိုင်ရတဲ့အခါမှာနိုးလှုပ်ရိုးလှုပ်စင်တိုင်းမချီးမွမ်းပါနဲ့မကိုးကွယ်ပါနဲ့မဟောပြောပါနဲ့ထိုင်နာမထောင်ပါနဲ့နော်ကျမရဲ့ပြောခြင်းအရာမှာသင်တို့အတွက်100%ကောင်းကြီးဖြစ်ချင်မှဖြစ်မယ်ကျမပြောတာထက်သင်တို့အထဲမှာတသက်ကြီးအများကြီးရှိနေတယ်ဘုရားသခင်နဲ့ပတ်သက်ရင်ဒါကြောင့်မလို့ဘလို့ပြောချင်တာလဲဆိုတော့ဒါကြောင့်မလို့ထိုဖယားကိုသင်တို့ကိုးကွယ်ခြင်းရခြင်းထိုဖယားရဲ့ကောင်းမြတ်ကြောင်ကိုသင်တို့ကြားနေခြင်းအခွင့်ကအရှုံးမရှိပါဘူးလို့ပြောချင်တယ်မရှုံးဘူးသင်မဲ့တော့မှအရင်ရောလို့လားသင်ရင်ရမှာကငါဖယားကစက္ကန့်တိုင်းမိနစ်တိုင်းမှာကောင်းပြတ်တယ်ငါဖယားကငါမနှဖြစ်နေ့ရက်မှာအသက်ရှင်ခြင်းသွားခြင်းလာခြင်းမှာသူ့ကြောင့်ပဲငါမတက်ရနိုင်တာငါဖယားကငါ့ကိုအကြီးကြီးပြင်ဆင်ထားတယ်အဲ့ဒီအရာလေးတော့သင်ကက်စီမနေနဲ့ပေါ့အဲ့ဒီအရာလေးတော့သင်ရင်ဖို့လိုတယ်လေဟုတ်တယ်ဟုတ်ရင်ဖို့လိုတယ်ဒါကြောင့်မလို့စကားမပြောနိုင်တဲ့အခုအကောင်စကားပြောနေတယ်နောက်1မိနစ်1စက္ကန့်မှာစကားမပြောနိုင်တဲ့လူတွေအများကြီးရှိတယ်နော်ဒါကြောင့်မလို့ချီးမွမ်းတဲ့လောက်မချီးမွမ်းဆိုတဲ့အချိန်ကာလကသင်တို့အသက်တာအတွက်မဟုတ်ဘူးဒီအချိန်မှာအားရပါရချီးမွမ်းပါအားရပါရကိုးကွယ်ပါပြီးရင်ဖခင်သခင်နဲ့အကျွမ်းဝင်မေတ္တာရဖွဲ့လော့လို့ပြောတဲ့အခါမှာကျမတို့ကောင်းစားဖို့ကျမတို့စိတ်နှလုံးကောင်းစားဖို့ကျမတို့ရဲ့စိတ်နေစိတ်ထားကောင်းစားဖို့ကျမတို့ရဲ့အကြံစီတွေအောင်မြင်ဖို့ဒါကြောင့်မလို့ထိုဖခင်ကိုသင်တို့ကိုးကွယ်ခွင့်ရခြင်းကအရှုံးမရှိဘူးလို့ပြောတဲ့အခါမှာလေကျမတို့တိတ်တော်လို့တိတ်တက်လို့တိတ်အုံနောက်ကောင်းလို့ဒီဖယားကိုကိုးကွယ်တာရွေးချယ်တာလို့လဲသင်တို့မထင်နဲ့ကျမတို့ထက်အုံနောက်ကောင်းတဲ့လူတော်တဲ့လူတက်တဲ့လူအများကြီးပဲရှိတယ်ဒါကြောင့်မလို့ဖယားကငါ့ကိုတီးတဲ့ရွေးချယ်တာဆိုတဲ့နှလုံးသားကိုထည့်ပါတီးတဲ့ရွေးချယ်တာနော်အမိဝန်တဲ့ရှိစဉ်ကားပြီနဲ့အလုံးအထွေးရှိစဉ်ကားပြီသင်တို့ကိုသိမှတ်တယ်လို့ပြောတော့ဖယားဒါကြောင့်မလို့ရွေးချယ်ပါထပ်ပြီးတော့အားပေးချင်တာကကျမတို့အမြဲတမ်းက အမြဲတမ်းသိနေတဲ့နှုတ်ကပတ်တော်ပေါ့နော်ဒါကြောင့်သခင်ဖယား၌အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလို့ဒါအမြဲတမ်းကြားနေတဲ့အရာ
တင်တို့တကယ်လှုပ်ဖြစ်ရဲ့လားလှုပ်နိုင်ရဲ့လားလှုပ်နိုင်လားတင်တို့တကယ်လှုပ်နိုင်ရဲ့လားနော်ဒါကြောင့်မလို့ပြီးရင်အမြဲတမ်းမှာစင်ပေါ်မှာရှိတဲ့လူတွေကဘာပြောလဲဤနေ့ရက်ဒီထာဝရဘုရားစင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ပြောတာပဲလာတဲ့ဟိုကဝမ်းမမြောက်နိုင်ဘူးပြန်လဲဝမ်းမမြောက်နိုင်ဘူးဆိုရင် no တင်ရှုံးတယ်ဘုရားကအဲ့လိုမျိုးရှုံးတော့လာစေချင်တာမဟုတ်ဘူးပြန်စေချင်တာမဟုတ်ဘူးနော်တခါကျရင်တင်ကစိတ်တက်ကြစိတ်ပြက်ပေမဲ့တင်ထက်စိတ်တက်ကြစိတ်ပြက်နေတဲ့လူကရှိနေသေးတယ်ထိုလူအတွက်တင်တို့ကိုလည်းဘုရားသခင်ကထားတာဟုတ်တယ်ဟုတ်ဒါကြောင့်မလို့အမြဲတမ်းနှုတ်ကပတ်တော်ကျော်တို့အမြဲတမ်းဖြတ်နေတာပဲစာလံကျမ်းနဲ့ဖတ်နေတဲ့ခါမှာလည်းခွန်အားရတာတွေအများကြီးပဲခွန်အားရတာအများကြီးပဲဖတ်ပြီးရင်ဒီအထဲမှာလည်းမဝင်ဘူးဒီအထဲမှာလည်းမရှိတော့ဘာဖြစ်လဲခုနအပူရဲပါလဲရှိသမျှမပူတင်တာလဲပူတယ်စိုးရင်စရာမရှိတာလဲစိုးရိမ်တယ်ဝင်ပြန်ရောဒါကြောင့်မလို့အမှုတော်ဆောင်တွေတရားဟောဆရာတွေဟောတဲ့အခါမှာနှုတ်ကပတ်တော်ကိုဖတ်ပါနှုတ်ကပတ်တော်ကိုစင်ကြင်ပါဘုရားသခင်နဲ့အချိန်ပေးပါလို့ပြောတာလေကျမတို့ထင်တာကဒါကြားနေကြစကားတနေရာသွားလဲဒီစကားတွေပဲပြောတယ်နို့အရေးအကြောင်းနဲ့တင်တို့ကြုံလာတဲ့အခါမှာလေထိုအရာလေးကတင်တို့အတွက်ခွန်အားတင်တို့အတွက်သက်သေတွေဖြစ်ဖို့ရအကြောင်းဖြစ်တယ်လို့ဒါကြောင့်မလို့29ခုမြောက်သောစာလံမှာထာဝရဘုရားသည်ငါ၏အလင်းငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်ရအံ့နည်းနော်တင်အလုံးမရှိဘူးတောင်တွေးမြောက်တွေးမယ်ဆိုရှင်ဟိုးကဘာဦးကနေဗျာဒိတ်ထိတင်မဖတ်နဲ့哦ဒီ29ခုမြောက်သောစာလံကျမ်းလေးကိုပဲအိုးဖတ်ပါအလုကလေးပြတချင်းလေးညီးတယ်လို့ပေါ့ဟောထာဝရဘုရားသည်ကိုယ့်ကိုတချင်းလေးလှုပ်ပြီးတော့ဆိုဟုတ်တော့ဟုတ်ထာဝရဘုရားသည်ငါ၏အလင်းငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်ရအံ့နည်းထာဝရဘုရားသည်ငါ၏ခိုလုံရာဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်လိုက်ရအံ့နည်းငါကိုအညှိုးထားသောရန်သူလူဆိုးတို့သည်ငါအသားကိုကိုက်စားမိဟုလာကြသောအခါခြေတိုက်မိ၍လဲကြ၏ငါတစ်ဖက်၌တက်ချကြတော်လဲငါနှလုံးမကြောက်တတ်စစ်ချီ၍လာကြတော်လဲထိုမှုတွေပဲတည်ကြည်သောစိတ်ရှိလိမ့်မည်တဲ့ဒါကကျမတို့အမြဲတမ်းကြားနေတာနော်ဒါပေမဲ့တကယ်တမ်းသင်ကြုံတွေ့တဲ့အခါမှာကြားတဲ့နှုတ်ကပတ်တော်အလုံး100လောက်ရှိတယ်ခုနအပူကတစ်လုံးပဲအပူတစ်လုံးတော့ဒီမှာထည့်ထားပြီးတော့69လုံးကပျောက်တာပြီးတော့အဲ့ဒီအပူတစ်လုံးကိုပြန်ထွက်ဖို့အတွက်ကမထွက်တတ်ဘူးဘာဖြစ်လို့လဲသင်အခွင့်ပေးထားတာလေသင်နေရာယူထားတာလေသင်နေရာယူထားတာဒါပေမဲ့ထာဝရဘုရားကကြတော့ထာဝရဘုရားကြီးတင့်တယ်ခြင်းအသေးတော်ကိုဖူးမြော်၍ဗိမာန်တော်၌မွေ့လျော်ခြင်းအလို့ငါထာဝရဘုရားကြီးအိမ်တော်မှာတသက်လုံးနေရမည်အကြောင်းတည်းဟူသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆုတောင်းပြီးထိုအခွင့်ကိုရှာရအောင်မည်ရဲ့အကြောင်းမူကားဘေးရန်တည်းရောက်သည့်ကာလတဲတော်တွင်ငါ့ကိုကွယ်ကာတော်မူ၏နော်ဗိမာန်တော်အတွင်းရ၌ငါ့ကိုဝတ်ထားတော်မူ၏ကြောက်ပေါ်မှာလည်းငါ့ကိုတင်ထားတော်မူ၏ယခုပင်ငါပတ်လက်၌ရှိသောရန်သူတို့၏အပေါ်သို့ငါ၏ဥကောင်းကိုချီးမြှောက်တော်မူ၏နော်ဒီဟာကိုဖတ်တော်တဲ့အခါမှာအပူတွေအမျိုးမျိုးရှိပါတယ်ရန်သူတွေအမျိုးမျိုးရှိပါတယ်ဒါပေမဲ့စက္ကန့်တိုင်းမိနစ်တိုင်းမှာကွယ်ကာပေးနေတာမားစားနေတာလမ်းပိတ်ထားပေးတာသူပဲဖြစ်တယ်နော်ကျမတို့ထင်တာကလေရန်သူတခုခုဆိုရင်ဟိုနေမကောင်းဆိုလဲစာတန်းဟိုကိုယ့်ကိုမဟုတ်တာလုပ်ပြီးလို့ရှိရင်လဲစာတန်းဘလို့လို့စာတန်းလဲစာတန်းမဟုတ်ဘူးတခါကျကိုဝဲပြန်မေးစာတန်းငါပဲဖြစ်နေလားဆိုတာတင်အခွင့်မပေးဘာတစ်ခုမှဝင်လို့မရဘူးနော်မာနကိုစီးတားကြလောတဲ့ဆိုတဲ့အခါမှာအခုကစီးတားဖို့မပြောနဲ့ welcome လုပ်တာဟိုကမျက်စိနဲ့မကြည့်ရသေးဘူးဒီကဟိုမျက်လုံးတစ်လုံးလုံးနဲ့ပြူးပြပြီးပြီဆိုတော့ဒါကြောင့်မလို့အသက်တာထဲမှာလူတိုင်းကလေကောင်းကြီးမဖြစ်ချင်တဲ့လူတယောက်မှမရှိဘူးကောင်းကြီးမဖြစ်ချင်တဲ့လူတယောက်မှမရှိဘူးအထူးသဖြင့်ဒီကျေးဇူးတော်ကာလမှာလေတကယ်နော်ချီးမွမ်းခြင်းမတော်၎င်းနှုတ်ကပတ်တော်ကြားခြင်းမတော်၎င်းသင်ဘလောက်စားခြင်းတယ်လဲကျွေးနေတဲ့အချိန်ကာလဖြစ်တယ်နော်သင်ဘလောက်စားခြင်းတယ်လဲနှုတ်ကပတ်တော်တွေကလည်းအယံကောင်းတဲ့အချိန်ကာလဖြစ်တယ်စားပါအားရပါရစားပြီးတော့နှုတ်ကပတ်တော်ဓာလို့လည်းပြောတယ်လိုက်ခုတ်ဖို့မဟုတ်အယံတိအယံတက်အယံတန်ရှင်တော်ဝိညာဉ်တော်နဲ့လည်းပြေသွားပြီးတော့အယံပူဇော်ဖြစ်သွားပြီလေလိုက်ခုတ်ဖို့မဟုတ်ဘူးလိုက်ခုတ်ဖို့မဟုတ်ဘူးစီတာဖို့တဲ့စီတာပါတဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအများကြီးပဲဘာလဲဂတိတော်တွေကဒါပေမဲ့
ခုနပြောသလိုပေါ့တလုံးကိုကျမတို့ကမထုတ်ပြစ်ချင်ဘူးနှမျောတယ်လေနှမျောတယ်အဲ့တလုံးကို69လုံးကောင်းချင်းကိုတော့မေ့သွားပြီးတော့ခုနတလုံးကိုကြတော့ထဲ့ထားတာနော်ကျမကစဉ်းစားတယ်အာဗြဟံရဲ့အသက်တာမှာလဲလေကျုံမနဲ့ရတဲ့သားကိုဖခင်ကစွန့်လို့ရမယ်လို့ပြောတဲ့အခါမှာလေ तू မစွန့်လို့နိုင်ဘူးနော် तू သားဆိုတော့လေ तू ငိုတယ်နော်ကျုံမနဲ့ရတဲ့သားကို तू မောင်းထုတ်ရတော့မယ်နင်ထုတ်ရမယ်ဆိုရင် तू ငိုတယ်ဒါပေမဲ့ကျမစဉ်းစားတယ်နောက်ထပ်သားတစ်ယောက်ကိုရစ်ပူဇော်ရမယ်ပြောတဲ့ခါကျတော့ तू ဝမ်းမြောက်ဝမ်းသာစွာနဲ့ तू သွားတက်သွားပြီဆိုတော့ဒါကြောင့်မလို့ကျမတို့အသက်တာထဲမှာလေကိုယ့်ကိုကောင်းကြီးမဖြစ်စေတဲ့အရာကိုထုတ်တဲ့အခါမှာနာကျင်ရတယ်ဝမ်းနည်းရပါတယ်ဒါပေမဲ့ထိုထက်သာ၍ကောင်းတဲ့အရာကိုဘုရားသခင်ကပေးခြင်းလို့ဖြစ်ပါတယ်လို့ဒါကြောင့်မလို့သင်တို့ရဲ့အပူတွေရှိပါလိမ့်မယ်အပူတွေရှိပါလိမ့်မယ်ဒါပေမဲ့ကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားကနော်ဘာပြောလဲကြောက်ကိုရေကန်နဲ့မိကြောက်ကိုစမ်းရည်တွင်ဖြစ်စေတဲ့ဘုရားတဲ့ရှိတဲ့ဒီရေတွင်းလေးကနေပြီးတော့ပင်လေကြီးလောက်ဖြစ်စေချင်တာပြောချင်တာကဒါပေမဲ့ကျတို့မျော်လင့်တဲ့အရာကဒီရေတွင်းလေးမှာပဲရေကကြီးကြီးလင်းလင်းထွက်တာဖခင်သခင်ထပ်ပေးမဲ့ဒီတက်အကြီးကြီးကိုကျတို့မသိဘူးဘာဖြစ်လို့ဆိုတော့ထိုအရာကိုပဲဆွဲလန်းနေအထူးသဖြင့်အပူတွေဒါကြောင့်မို့ကိုအတိဆုံးဒီမှာရှိတဲ့သားတွေသမီးတွေเนาะယနေ့ဒီမှာပြောချင်တာကငါအထဲမှာဘာအပူတွေရှိလဲ stop เนาะအထဲမှာရှိနေတဲ့ဟာတွေ stop ရက်တန်ကရက်ငါအထဲကနေထွက်အမိတ်ပေးပါတင့်ကိုတင်ငါအတွေးထဲမှာရှိတဲ့အပူငါနှလုံးထဲမှာရှိတဲ့အပူငါရဲ့အကြံစီထဲမှာရှိတဲ့အပူလက်တွေ့မှာငါကြုံတွေ့နေရတဲ့အပူတွေ in the name of Jesus get out in my mind get out in my spirit get out in my body တင်အမိတ်ပေးပိုင်ခွင့်ရှိတယ်လေဟမ်အဲ့ဒါရုပ်မွေးမြူရေးလောက်ထားနေရင်မွေးမြူရေးလောက်လိုက်တော့ကြီးလာမှာပဲလေဆရာဟုတ်တော့မွေးမြူရေးကဘာလဲကျမတို့အစာလဲကျွေးတယ်မွေးမြူရေးအစာကဘာလဲသိလားငါမကောင်းဘူးငါနေမပျော်ဘူးငါ့ကိုဒီလိုပြောတယ်မွေးမြူရေးကခရအဲ့ဒီဟာကိုအဲ့ဒီအပူကိုအကောင်ကြီးထွားလောင်ကျမတို့ကအမြဲတမ်းလုပ်တယ်ဟမ်ထိုအပူကြီးကိုထုတ်ပြဆိုတော့တို့ထုတ်လို့မရဘူးတရှင်တော်မြင်တော့ဘုရားကုညီမစားတရှင်တော်မြင်တော့ဘုရားကုညီမစားတာတဲ့အသင်းတော်ကိုလာတဲ့အခါမှာချီးမွမ်းခြင်းဝမ်းမြောက်ခြင်းကလည်းဒီချီးမွမ်းခြင်းကလည်းနော်အဲ့ဒီအပူလုံးတွေကိုအကုန်ထုတ်ပြတာတခါကျရင်တင့်အသေးမှာရှိတဲ့အလုံးကိုသိမှတော့မသိဘူးတင်းရဲ့ခွင့်မလွတ်နိုင်ခြင်းကိုသိမှတင်ဘလို့ထုတ်ရမှမသိဘူးဒါပေမဲ့ဒီနေရာအရက်မှတော့လကောက်ဝုတ်ပြုကိုကွယ်နေနေရာအရက်တွေရှိတယ်တင်းချီးမွမ်းလိုက်ပါဒီချီးမွမ်းခြင်းကပဲတင့်အထဲမှာရှိတဲ့အဲ့ဒီအလုံးမကောင်းတဲ့အလုံးမပြေဆုံးတဲ့အလုံးမဆုံးအနှုတ်လက္ခဏာရှိသမျှအလုံးအတီးမှန်သမျှ तू အားရနဲ့မပြီးဘူးလေအဲ့ဒီအပူဆိုတဲ့အလုံးတွေအတီးတွေကအမျိုးပွားတယ်နော်တခါကြလို့ရှိရင်ကျမဆရာကျမကိုဆူတောင်းပေးပါဥမာပေါ့ဆရာစောတောင်းကျမဒီလိုခံစားနေရတယ်ဘာဆရာတော့ဖះကိုတိတယ်လို့ဘာလို့လဲကိုတော့ဆူတောင်းပေးလိုက်တာပဲဒါပေမဲ့အဲ့ဒီအပူက तू သူ့တဲ့ဝင်သွားပြီပူကတော့ဆရာမပလဲအဲ့လိုဝင်ဖွင့်သွားတာဘာ तू စဉ်းစားပြီးတော့ဆရာမပလဲငါ့ကိုလာဆူတောင်းခံတာဆိုနောက်တစ်ယောက်စီရောက်သွားပြန်တော့ तू အဲ့ဒီအပူလုံးနောက်ထပ်တစ်ယောက်လက်ဆင်းကန်တာအဲ့ဒါအမှုတော်ဆောင်တွေတတိထားအဲ့ဒါအမှုတော်ဆောင်တွေတော်တော်များများမှာအဲ့ဒါဖြစ်တာနော်ဘာဖြစ်လို့လဲဆိုတော့ကျမကလည်းပဲမိခင်တယောက်ဖြစ်လာတဲ့အခါမှာဒီလိုပေါ့နော်ရင်ဖွင့်တန်တွေဆူတောင်းတန်တွေအရေးပေါ်တန်တွေဆိုတော့သူတို့တော့ဆူတောင်းပေးပြီးွားကိုကဆွဲပြီးတော့ကြံနေတာသူတို့တက်ကိုပူပန်ပေးတယ်ဥမာအလုပ်ပြဿနာလားဘာပြဿနာညမှာကိုကတော့ပူပန်ပေးကိုတညလုံးမှာအဲ့လိုမရရင်ဖြစ်တာဒါကြောင့်မလို့ဖျားမမကူညီမမဆိုင်အဲ့ဒီအပူကလည်းကူးတယ်ဒီညီးတွားခြင်းကလည်းကူးတယ်နော်အနှုတ်လက္ခဏာပြောခြင်းကလည်းကူးတယ်နော်ကူးပြီးဆိုဘာဖြစ်လဲဆရာတိပြကလည်းနေရာတရားဟောရင်လည်းအဲ့ဒီရဲ့အတီးအကြောင်းအစစ်အကြောင်းတွေမပြီးဘူးဘာဖြစ်လို့လဲဆိုတော့ဒီအပူအတီးမျိုးစေ့ကလည်းပဲအပင်ကြရင်တင့်နှလုံးသားထဲမှာကြရင်တင့်ဒီကထွက်တဲ့ဟာလည်းပဲအနှုတ်ပဲထွက်တာအဲ့ဒီအနှုတ်ကလည်းကိုယ်ကိုလည်းကောင်းကြီးမဖြစ်စေဘူးသူများကိုလည်းကောင်းကြီးမဖြစ်စေဘူးပွားသေးတာဒါကြောင့်မလို့ဘဲအပင်ဘဲအစစ်ပဲဖြစ်ဖြစ်မတော်တဆစဘာစေးကကြရင်တော့မှလေစိုက်တာမဟုတ်သေးဘူးเนาะကျမတို့ရွာတွေဘာတွေနယ်တွေပါဆိုစိုက်တာမဟုတ်သေးဘူးမြေမာကြီးပေါ်မှာကြရင်တော့မှအခိုင်လိုက်ကြီးပြန်ထွက်တာအဲ့ဒါမျိုးစေ့အောင်မအောင်တော့မသိဘူးတင်းရဲ့ဒီကထွက်တဲ့အပူအသေးအတီးအမျိုးမျိုးကလည်းပွားတယ်ဒါကြောင့်မလို့တင်က
ကောင်းမြတ်စုံလင်တဲ့အသီးကိုပဲတီးမဲ့အသက်တာတွေဖြစ်စေမယ်ဖြစ်လို့ယေရှုတော်ကိုချီးမွမ်းပါတယ်လို့အရောက်စီတီကိုဖျက်ရှစ်သားရွက်ကောင်းကြီးပေးပါစေဘယ်နဲ့ကောင်းကြီးဖြစ်ကြလဲ